အားလုံးပဲမင်္ဂလာပါဒီနေ့မှာဘုရားခင်ကြီးစုတော်ကိုအထူးပဲချီးမွမ်းပါတယ်ညီကောင်မတယောက်ချင်းစံကိုဆက်လက်ပြီးတော့နှုတ်ကပတ်တော်ဝင်ငှခွင့်ပေးနေသေးတဲ့ဘုရားနာမသားပြီးဘုန်းကြီးပါစေနှုတ်ကပတ်တော်အသစ်တွေကိုလည်းဘုရားခင်ကျမတို့ရဲ့မိသားစုဝင်တယောက်ချင်းစံအတွက်ပြင်ဆင်ကျွေးမွေးတဲ့ဘုရားရဲ့နာမတော်ဒီလည်းကဘာဆက်ဆက်ဘုန်းကြီးရဲ့မင်္ဂလာရှိပါစေအဲ့တော့ဒီနေ့မှာညီကောင်မတယောက်ချင်းစီတိုင်းမိသားစုဝင်တယောက်ချင်းစီတိုင်းကောင်းကြီးအထူးခံစားရမယ့်နေ့ဖြစ်ပါတယ်နှုတ်ကပတ်တော်အားဖြင့်ဘုရားခင်တင့်ကိုလွတ်ချင်းပေးမယ်တင့်ရဲ့အသက်တာထဲမှာတစ်ချိန်တစ်ခါမှမခံစားခဲ့ဘူးတဲ့ဘုရားရဲ့မြတ်တာတော်ဘုရားရဲ့နှစ်သိမ့်ခြင်းဘုရားသခင်ရဲ့ထူးခြားစွာပြောင်းလဲပေးခြင်းကိုခံစားရမယ့်နေ့ဖြစ်ကြောင်းကိုကျွန်မဒီနေရာကနေပြီးတော့ကြေညာလိုတယ်ဟာလေလုယာဒါကြောင့်မလို့နှုတ်ကပတ်တော်ကိုနားထောင်တဲ့အခါမှာငါရဲ့အသက်တာအတွက်ဘုရားသခင်အသက်တော်အမှုကိုပြုတော့မယ်ဆိုရက်ခံယူချက်နဲ့နှလုံးသားနဲ့စိတ်ဝိညာဉ်နဲ့ဒီနေ့ဘုရားရဲ့နှုတ်ကပတ်တော်ကိုခံယူဖို့ရန်အတွက်ကျွန်မတိုက်တွန်းလိုပါတယ်အာမင်ဒါကြောင့်မလို့နှုတ်ကပတ်တော်ကိုခံယူနေစဉ်အချိန်တွင်းမှာတခြားအရာတွေကိုခဏလောက်မေ့ထားပြီးတော့ကောင်းမြတ်သောဘုရားသခင်ရဲ့တရားစကားကိုနှိမ်ချတဲ့နှလုံးသားနဲ့တကယ်ကိုအရေးတယူတန်ဖိုးထားပြီးတော့နားထောင်ဖို့ရန်အတွက်ကျွန်မရှေးဥစွာပြောလိုပါတယ်လို့နော်ဒါကြောင့်မလို့နှုတ်ကပတ်တော်မသွားခင်ကျွန်တော်တို့အားလုံးခဏလောက်ဆုတောင်းကြရအောင်အသက်ရှင်သောဘုရားသခင်ကိုရောကိုယေရှုတင်ပါတယ်။နေ့ရက်အစဉ်တိုင်းမှာသားသမီးတို့ကိုနှုတ်ကပတ်တော်အားဖြင့်တုန်တင်သောဘုရားပို့ဆောင်သောဘုရားတိဆောက်ပေးတော်မူသောဘုရားကိုရောဘုရားရဲ့နာမတော်ဒီကဘာဆက်ဆက်ဘုန်းကြီးမင်္ဂလာရှိပါစေသော။ဒီနေ့မှာလည်းကိုရောကိုချစ်တဲ့မိသားစုရဲ့အရောက်ချင်းစီတိုင်းနှုတ်ကပတ်တော်ကိုအတူတကွကြိုဆိုကြပါတယ်။သားသမီးတို့တယောက်ချင်းဆိုင်နှလုံးသားထဲမှာစိတ်ဝိညာဉ်ထဲမှာအသက်တော်ပြုပြင်ခြင်းခံစားရစေခြင်းအလို့ငါသားသမီးတို့တယောက်ချင်းဆိုင်ကိုဝိညာဉ်တော်ဘုရားတုန်တင်တော်မူပါ။နှုတ်ကပတ်တော်ရဲ့နက်နဲခြင်းရှိသမျှကိုဖွင့်ပြတော်မူပါဘုရားသခင်ကိုရဲ့မြတ်တာတော်ကိုလည်းအနှက်ဆိုင်စွာခံစားရစေပါဖာယေရှုတင်တဲ့နှုတ်ကပတ်တော်နဲ့အသက်တာအသီးသီးကိုလက်တော်ထဲမှာဆက်ကဲအနှံတဲ့အခါမှာအသက်ရှင်မနေ့ရက်နေ့နောင်ကာလမပြောင်းလဲပဲနဲ့သားသမီးတို့ကိုအစဉ်မြဲချစ်တော်မူသောယေရှုခရစ်တော်ဘုရားသခင်မြတ်သောမဟာနာမတော်ကိုမြည်ပြီးဆုတောင်းဆက်ကဲအနှံကြပါတယ်ဖာမြတ်စွာဘုရားသခင်အာမင်အဲ့တော့ဒီနေ့မှာကျွန်မဝင်ငါမယ်နှုတ်ကပတ်တော်ရဲ့ခေါင်းစဉ်ကတင့်နာမည်ကိုခေါ်သောဘုရားအာမင်အဲ့တော့ဘုရားကကျမတို့ကိုအရင်သိတော်ဘုရားရှင်ဖြစ်တယ်ကျမတို့ကိုအရင်ရွေးကောက်တော်ဘုရားရှင်ဖြစ်တယ်ကျမတို့ဟာမိခင်ဝမ်းထဲမှာရှိစဉ်ကလေးကပင်ကျမတို့ကိုနာမည်နဲ့တကွာသိတော်ဘုရားဖြစ်တယ်လို့နှုတ်ကပတ်တော်ထဲမှာဖော်ပြတယ်ဒါကြောင့်မလို့ဒီနေ့နှုတ်ကပတ်တော်အားဖြင့်သင်ဟာဘသူဖြစ်တယ်လဲသင်ကိုဘုရားဘလောက်ချစ်တယ်လဲသင်ရဲ့အသက်တာထဲမှာဘုရားခင်ကြီးမားတဲ့အကျင့်စီဘလောက်အထိရှိတယ်လဲဆိုတဲ့အရာကိုဘုရားနားလဲစီမှာဖြစ်တယ်ဟာလေလုယာအဲ့တော့နော်ကိုယ့်ရဲ့နာမည်ကိုဘုရားကခေါ်တယ်ဆိုမှတော့ဘုရားကကျမတို့ရဲ့နာမည်ကိုကြိုသိထားလို့ကြိုရင်းနှီးထားလို့ဆိုရဲသဘောတဘာဝပေါ်လင်းနေပါတယ်အဲ့တော့ကျမတို့လောကမှာဆိုလို့ရှိရင်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ကိုယ့်ထက်နာမည်ကြီးတဲ့သူကိုယ့်ထက်အရိုက်ယာရုမြင့်တဲ့သူနော်အပေါ်အရက်မှာရှိနေတဲ့သူတယောက်ကအောက်မှာရှိနေတဲ့သူရဲ့နာမည်ကိုသိဖို့ရန်အတွက်မှတ်မိနေဖို့ရန်အတွက်ဆိုတာတိတ်ပြီးတော့ခက်ခဲတဲ့အရာတစ်ခုဖြစ်ပါတယ်နော်ဆိုတော့ဒါပေမဲ့ဖခင်ကလောကရဲ့နိယာမနဲ့ဆန့်ကျင်ဘက်ဖြစ်တော်ဖခင်ရှင်ဖြစ်တယ်လောကရဲ့နိယာမထဲမှာတော့အထက်ကလူကိုပဲကိုကသိပေမဲ့နာမည်ကြီးတဲ့သူကိုပဲကိုကသိပေမဲ့ဖခင်ကတော့အဲ့လိုမျိုးဖခင်မဟုတ်ပါဘူးကျမတို့လိုဘာမှမဟုတ်တဲ့နော်လူသားဖြစ်တဲ့မပြည့်စုံတဲ့အပြစ်နဲ့နစ်မွန်းနေတဲ့ကျမတို့တယောက်ချင်းစီတိုင်းကိုတစ်ဖက်သက်စိတ်ဝင်စားပြီးတော့ချစ်ပြီးတော့ကျမတို့ကိုယဉ်နီးနှင့်တော်ဘုရားရှင်ဖြစ်တယ်အာမင်ဒါကြောင့်မလို့ဟေရှာယနာဂတိကျမ်းခန်းကြီး49အခန်းငယ်16မှာဗာပြောထားလေဆိုရင်ငါသည်ကိုလက်ဝါး၌တင့်ကိုစာထိုးပြီးတဲ့ဖခင်ရဲ့လက်ထဲမှာကျမတို့ရဲ့အကြောင်းအရာတွေကိုရေးထားတယ်ကျမတို့ရဲ့နာမည်ကိုသူ့ရဲ့လက်ဖွားပေါ်မှာရေးထိုးထားပါတယ်ဆိုပြီးတော့ prophet ကြီးဟေရှာယကနေပြီးတော့ပြောပြခဲ့တယ်အာမင်ဒါကြောင့်မလို့ကျွန်မနားလေစီခြင်းတဲ့အရာကဖခင်ရှင်ဟာကျမတို့ကိုတိတ်ချစ်ပြီးတော့ကျမတို့ကိုတိတ်ပြီးတော့မျက်နှိုးလုံးနဲ့ဖခင်ရှင်ဖြစ်တယ်ကျမတို့အပေါ်မှာသူချစ်တဲ့မေတ္တာကမနေ့ကလည်းဒီတိုင်းပဲဒီနေ့လည်းဒီတိုင်းပဲနောက်လာမဲ့နှစ်သက်အနာဂတ်အသက်မှာလည်းဖခင်ရဲ့မေတ္တာဟာတစ်စက်ကလေးမှရော့ရဲမသွားတဲ့မေတ္တာမျိုးဖြစ်ပါတယ်အဲ့တော့ဘုရားခင်ကကျမတို့ရဲ့နာမည်ကိုသူ့ရဲ့လက်ပေါ်မှာရေးထိုးထားတာဆိုတာနဲ့ပတ်သက်ပြီးတော့เนาะကျွန်မပြန်ပြီးတော့သတိရနေလွန်ခဲ့တဲ့10နှစ်ကျော်လောက်တောင်ဖြစ်ခဲ့တဲ့ဖြစ်တယ်ကျမနဲ့ကျမခင်မွန်းတဲ့အိမ်အောင်စကြတဲ့အခါမှာကျမခင်မွန်းတဲ့ကသူ့ရဲ့ဖုန်းပေါ်မှာဘယ်လိုရေးထားလဲဆိုတော့ကျမရဲ့နာမည်ကိုနော်ချစ်တုံးကြီးတဲ့နော်နောက်တချို့မသိတဲ့သူတွေသိသွားအောင်ဆိုတော့ကျမကိုအရင်တော့ကအဲ့လိုမျိုးအရန်ချစ်တဲ့အခါမှာအိမ်အောင်စကြတဲ့အခါမှာသူ့ဖုန်းပေါ်မှာအဲ့လိုရေးထားတာဒါနဲ့အိမ်အောင်ကြပြီးတော့10နှစ်လောက်လဲကြာလာတဲ့အခါမှာနော်ကျမရဲ့နာမည်ကသူ့ရဲ့ဖုန်းပေါ်မှာနာမည်တော့မရှိတော့တနေ့ဘာဖြစ်လို့လဲဆိုတော့တနေ့ကျတော့ကျမကသူ့ရဲ့ဖုန်းပြောက်လို့ဆိုပြီးတော့ဖုန်းကိုလိုက်ရှာတာပေါ့နော်ဒါနဲ့ကျမကလည်းကျမရဲ့ဖုန်းနဲ့သူ့ရဲ့ဖုန်းကိုခေါ်ပြီးတော့မှသူ့ဖုန်းအတန်ထွက်လာတဲ့နော်သူ့ဖုန်းရှိတဲ့နေရာကိုသွားပြီးရှာမယ်ဆိုပြီးတော့ဖ
ဖုန်းခေါ်တာပေါ့ဒါနဲ့သူ့ဖုန်းကိုပြန်တွေ့တဲ့အခါမှာကျမရဲ့နံပါတ်ကသူ့ဖုန်းမှာတော့ပေါ်တယ်ဒါပေမဲ့ကျမနာမည်မပါတော့เนาะအရင်တော့ကတော့သူဖုန်းထဲမှာကျမရဲ့နာမည်လေးကိုရေးထိုးထားတဲ့အရာကတော့အိုးချစ်လိုက်တာပေါ့เนาะချစ်တုံးကြီးဒါပေမဲ့အခုကျတော့10နှစ်လောက်လဲကြာသွားတဲ့အခါမှာနံပါတ်ပဲမြင်ရတော့တယ်နာမည်မမြင်ရတော့ဒါနဲ့ကျမခင်မွန်းတယ်ကိုကျမစတယ်ဟာယောက်ျားကြီးအရင်တော့ကတော့ဒီလိုလေးရေးတယ်เนาะအခုကျတော့ငါနံပါတ်က unknown နံပါတ်ကြီးဖြစ်နေပါလားเนาะဒါနဲ့ကျမခင်မွန်းတယ်ကဘာပြောလဲဆိုတော့မဟုတ်ပါဘူးမိမရေနေ့ကိုငါဘလောက်အထိเนาะမှတ်မိနေတယ်လဲဆိုရင်ဖုန်းနံပါတ်တောင်မှမြင်လိုက်တာနဲ့ကိုမှတ်မိနေဆိုရင်အရာနဲ့သူကပြန်ပြီးတော့ကျမကိုနှစ်သိမ့်ပေးတာเนาะဒါနဲ့လွန်ခဲ့တဲ့2ရက်ကအဲ့ကိစ္စကိုကျမပြန်သတိရတော့သူ့ဖုန်းကိုเนาะကျမကခေါ်ကြည့်တယ်အမှန်တော့သူကကျမဘေးနားမှာပဲဒါနဲ့ဖုန်းထဲမှာပေါ်လာတဲ့နာမည်ကနောက်တစ်မျိုးလေးစူဇန်ရန်ကုန်နဲ့နော်ဒါနဲ့ကျမသူ့ကိုမေးလိုက်တယ်။အော်စူဇန်ရန်ကုန်ရှိတယ်ဆိုတော့စူဇန်တခြားမျိုးကသူကိုရှိနေသေးလို့လားလို့နော်ကျမသူ့ကိုဘာရတော့မဟုတ်ဘောနော်စတဲ့သဘောပေါ့နော်ဆိုတော့ကဲကျမပြောချင်တဲ့အရာကဖျားသခင်ကတော့ကျမတို့နာမည်ကိုနော်ရေးထိုးထားတဲ့အရာကအရင်တုန်းကလည်းမပြောင်းဘူးအခုချိန်လည်းဒီအတိုင်းပဲနောင်လာမယ့်အနာဂတ်မှာလည်းမပြောင်းလဲသွားတဲ့ချစ်ချင်းမြတ်တာနဲ့ကျမတို့ရဲ့နာမည်ကိုမှတ်မိနေတော့ဘုရားရှင်ဖြစ်တယ်ဟာလေလုယာဟာလေလုယာဒါကြောင့်မလို့ဒီနှုတ်ကပတ်တော်အပြင်အတူတူကလေ့လာကြရအောင်အဲ့တော့ထွတ်မြောက်ကျမ်းခန်းကြီး3အခန်းငယ်1ကနေ6ကိုကျမတို့အတူတူကကြည့်ရအောင်မောရှေသည်မိမိရောက်ခမမိဒရန်ယေဘရဟိတ်ရေတရောဤတိုးစိတ်များကိုထိန်းစဉ်တောနောက်ဘက်သို့ဆောင်သွား၍ဟောရက်အမိရှိသောဘုရားသခင်၏တောင်သို့ရောက်လေ၏ထိုအခါဘုရားသခင်၏ကောင်းကင်တမန်သည်ခြုံတဲကထွက်သောမိရှံ၌ထင်ရှား၏မောရှေသည်ကြည့်သောအခါမိလောင်၍ခြုံမကျွမ်းမဲရှိသည်ကိုမြင်လျင်အဘဲကြောင့်ခြုံမကျွမ်းမဲရှိသည်နီဤထူးဆန်းသောယူပါယုံကိုငါသွား၍ကြည့်ရှုမိဟုဆို၏မောရှေသွား၍ကြည့်ရှုကြောင်းကိုထာဝရဘုရားမြင်တော်မူလျင်မောရှေဟုခြုံတဲကခေါ်တော်မူ၏မောရှေကလည်းကျွန်ုပ်ရှိပါ၏ဟုလျှောက်လေ၏ဘုရားခင်ကလည်းမချင်းနဲ့သင်၏ခြေနှင်းကိုချွတ်လော့တင်နှင်းသောအရက်ကတန်ရှင်းသောမြေဖြစ်သည်ဟု၍၎င်းငါသည်တင့်အဘ၏ဖျားအာဗြဟံ၏ဖျားဣဇက်၏ဖျားယာကုပ်၏ဖျားဖြစ်သည်ဟု၍၎င်းမိန့်တော်မူ၏မောရှေသည်ဘုရားသခင်ကိုမကြည့်ဝံ့မိမိမျက်နှာကိုဖုံးလျက်နေ၏အဲ့တော့ဒီအဖြစ်ပြက်ကမောရှေကိုဘုရားခင်ကသူ့ရဲ့အမှုတော်မြတ်အတွက်စတင်ပြီးတော့ခေါ်တဲ့အခါမှာဒါဖြစ်ခဲ့တဲ့အမှုရာလေးဖြစ်တယ်ဒီနေ့ကျတော့မောရှေကနေပြီးတော့သူ့ရဲ့ရောက်ခမရေတရောရဲ့သိုးစိတ်တွေကိုသူကထိန်းချောင်းနေတဲ့အခါမှာဘယ်ရက်ကိုခေါ်ပြီးတော့ထိန်းချောင်းဖြစ်လေဆိုတော့အဲ့ဒီမှာဟောရက်တောင်ဖြစ်တယ်ဘုရားသခင်ဤတောင်လို့အမိရတဲ့တောင်ဘက်ကိုသွားပြီးတော့ထိန်းချောင်းဖြစ်တယ်အဲ့လိုထိန်းချောင်းတဲ့အခါမှာနော်ဘုရားသခင်ကလည်းမောရှေလာတာကိုမြင်တယ်နော်ဆိုတော့ဘုရားခင်ကကျမတို့ကိုနေ့ရက်အစဉ်တိုင်းမှာကြည့်ရှုနေတယ်ဆိုတဲ့အရာကိုဒီနှုတ်ကပတ်တော်အပြင်သိရတယ်အဲ့လိုမြင်တဲ့အခါမှာဘာဖြစ်လဲဆိုလို့ရှိရင်အဲ့ဒီတောင်ပေါ်မှာရှိတဲ့ခြုံထဲကနေဘုရားခင်ကကောင်းကင်တမန်ကနေပြီးတော့ထင်ရှားပြီးတော့ခြုံထဲမှာမီးရှံကနော်လောင်ကျွမ်းနေတယ်ဒါပေမဲ့အဲ့ခြုံကကြတော့ကျွမ်းလောင်သွားခြင်းမရှိဘူးခြုံကတော့မီးရှံနေထွက်နေတယ်ဒါပေမဲ့အဲ့ဒီခြုံကမီးလောင်သွားခြင်းမရှိတဲ့အခါမှာမောရှေကအဲ့ဒါကိုမြင်လဲမြင်ကောအရင်စိတ်ဝင်စားတာအော်ဒါဒီယူပါယုံကြီးကိုငါဒီထူးဆန်းတဲ့ယူပါယုံကြီးကိုငါသွားကြည့်ရှုမယ်ဆိုပြီးတော့သွားတာအဲ့လိုသွားတဲ့အချိန်မှာဘုရားသခင်ကမြင်လဲမြင်ကောမောရှေကိုနာမည်နဲ့တကွခေါ်တယ်မောရှေဟာလေလုယာအဲ့တော့ကျွန်မနားလေစီရှင်တယ်ဘုရားသခင်ကကျမတို့ကိုနာမည်နဲ့တကွတည်တော်ဘုရားရှင်ဖြစ်တယ်မောရှေအဲ့ဒီအချိန်မှာတအားအံ့ဩနေမှာပဲဘာဖြစ်လို့လဲဆိုတော့အဲ့ဒီ6သွေးတဲ့ဂန္ဓာရတောကြီးထဲမှာနော်သူဒီဟောရက်တောင်ကြီးကိုရောက်သွားတဲ့အခါမှာဘုရားခင်ကသူ့ရဲ့နာမည်ကိုလှမ်းခေါ်တယ်ဆိုတဲ့အရာကိုကြားရတဲ့အပြင်အရှိမလဲခြုံကမီးလောင်နေပေမဲ့မကျွမ်းသွားတဲ့အရာကိုသူမြင်တဲ့အခါမှာသူ့ရဲ့နှလုံးသားထဲမှာတခုခုတော့ခံစားနေရမှာပဲဒီနေ့ကျမလည်းနားလေစီရှင်နေညီကောင်မတယောက်ချင်းစီတိုင်းကိုအခုမောရှေဖြစ်ခဲ့တဲ့အဖြစ်ပြက်လိုမျိုးကျမတို့အသက်တာထဲမှာနေ့ရက်အစဉ်တိုင်းဖြစ်ပြနေတယ်တင်းကိုဘုရားသခင်ကနာမည်နဲ့တကွနေ့ရက်အစဉ်တိုင်းမှာခေါ်နေတယ်တင်းရဲ့ပတ်ဝန်းကျင်မှာဘုရားသခင်ကနေ့ရက်အစဉ်တိုင်းမှာဒီမီးမလောင်တဲ့ခြုံလိုမျိုးပဲနမိတ်လက္ခဏာနဲ့တင့်ကိုအမြဲတမ်းပြသနေတယ်ဆိုတဲ့အရာတွေကိုတင်သေချာစွာကြည့်တတ်ဖွင့်အတွက်လိုအပ်တယ်မောရှေကတော့သူမြင်နေတဲ့အဲ့တော့ဒီမှာဒီလိုဖြစ်တဲ့အခါမှာမောရှေကနေပြီးတော့ဘာပြန်ပြောလဲဆိုရင်ကျွန်ုပ်ရှိပါ၏ဟုရှောက်လေ၏ဘုရားသခင်ရဲ့ခေါ်တံကိုကြားတဲ့အခါမှာကျမတို့အနေနဲ့အလျင်အမြန်ထူးတက်ဖို့ရတဲ့လိုအပ်တယ်အဲ့တော့မောရှေကဘသူခေါ်လဲမသိပေမဲ့အခုသူရောက်နေတဲ့အရက်ကနော်ဘုရားသခင်ရဲ့တောင်းဆိုတာကိုသူသိပေမဲ့သူသွားတဲ့အခါမှာဘုရားသူ့ရဲ့နာမည်ကိုခေါ်တံကြားလိုက်တဲ့အခါမှာကျွန်ုပ်ရှိပါ၏လို့သူထူးတယ်ဒါနဲ့ဘုရားခင်ကလည်းသူ့ကိုဘာပြောလဲဆိုတော့အရှိမရှိတဲ့အရက်ကိုမချင်းလာပါနဲ့တဲ့မချင်းကပ်ပါနဲ့တဲ့ဘာဖြစ်လို့လဲဆိုရင်တင်ဤနင်းခြေနှင်းကိုချွတ်လော့တင်ဤခြေနှင်းကိုချွတ်လော့ဆိုတော့ဒီနေရာမှာအဓိပ္ပာယ်ရှိပါတယ်ခြေနှင်းဆိုတဲ့အရာကနော်ညစ်ညူးတဲ့အရာကိုတနည်းအားဖြင့်ပုံဆောင်ခြင်းဖြစ်တယ်ခြေနှင်းကရှိသမျှအရက်ကိုသွားတယ်ခြေနှင်းဆိုတဲ့အရာကကိုကြိုက်တဲ့နေရာတိုင်းကိုခြေဥတည့်တယ်လို့သွားတတ်တဲ့
နော်တွားတဲ့ခါမှာလိုက်ပါတဲ့အရာလေးဖြစ်တယ်ဒီလိုပဲကိုယ့်ရဲ့အသက်တာထဲမှာဘုရားခင်မနှစ်သက်တဲ့အရာတွေအားလုံးကိုခြံထားခဲ့ပြီးတော့မှဘုရားရဲ့မျက်မှောက်တော်တွေကိုတိုးဝင်ရတာဖြစ်တယ်ဘုရားရဲ့ရှေ့တော်ဘုရားသခင်ရဲ့ခေါ်ခြင်းတွေကိုလာရတာဖြစ်တယ်အဲ့တော့ဒီမြေကြီးကတန့်ရှင်းတယ်လို့ပြောတဲ့အခါမှာနားလေစေခြင်းနဲ့ဒီအရာကဘုရားသခင်ရှိတဲ့အတွက်ကြောင့်မလို့တန့်ရှင်းသောမြေဖြစ်သွားတာနော်ဘုရားသခင်ရှိခြင်းအတွက်ကြောင့်မလို့ဒီမြေကြီးကတန့်ရှင်းသွားတာသူကသူအလိုလောက်တန့်ရှင်းနေတဲ့မြေကြီးမဟုတ်ဘူးအဲ့တော့နားလေစေခြင်းတဲ့အရာကတင့်ရဲ့အိမ်ထဲမှာတင်ဘုရားသခင်ရဲ့မျက်မှောက်တော်ကိုကြိုဆိုတယ်ဆိုလို့ရှိရင်တင့်ရဲ့အိမ်ကတန့်ရှင်းသောအိမ်ဖြစ်လိမ့်မယ်သင်ဟာဘုရားခင်ကိုသင်ရဲ့အလုပ်ထဲမှာကြိုဆိုရဲဆိုရင်သင်ရှိနေတဲ့အရက်သင်ထိုင်နေတဲ့ထိုင်ကုန်ဟာဘုရားသခင်မျက်မှောက်တော်ထင်ရှားပြီးတော့တန်ရှင်းသောအရက်ဖြစ်လိမ့်မယ်။နောက်ဆုံးသင်ရဲ့ကားထဲမှာသင်ဟာဘုရားသခင်ကိုကိုးကွယ်တဲ့အရက်အနေနဲ့သင်ဟာပြင်ဆင်ထားရဆိုရင်သင်ရဲ့ကားဟာလည်းတန်ရှင်းသောကားဖြစ်နေလိမ့်မယ်။ဆိုလိုတဲ့အရာကဘုရားသခင်ရဲ့အတူပါရှိခြင်းတိုင်းကကျွန်တော်တို့အသက်တာထဲမှာတန်ရှင်းခြင်းဖြစ်သွားစေတယ်။အာမင်။အဲ့တော့တချို့သောနေရာတွေမှာယေရှုခရစ်တော်ရဲ့ပုံတော်တွေကိုတင်ပြီးတော့ဒါတန်ရှင်းတယ်လို့ပြောကြတယ်။ကျွန်တော်ပြောပြမယ်။ဟေရှာယထဲမှာဘာပြောထားလဲဆိုလို့ရှိရင်ငါဟာတဲ့ငါရဲ့ဘုန်းကိုအခြားသောသူကိုမပေးဘူးတဲ့ရုပ်တုတို့ကိုငါမပေးဘူးတဲ့ဆိုတဲ့အရာကယေရှုရဲ့ရုပ်ပုံကနော်အသက်မရှိတဲ့အရာဖြစ်တယ်တနည်းအားဖြင့်အတုအပလောက်ထားတာအစစ်အမှန်ရုပ်မဟုတ်ဘူးအဲ့တော့နားလေစေခြင်းတဲ့အရာကအဲ့ဒီအယုတ်ကအဲ့ဒီဓာတ်ပုံကဘုရားသခင်ရဲ့ရှိခြင်းကိုထင်ရှားစေတဲ့အရာမဟုတ်ဘဲနဲ့ဘုရားမနှစ်သက်တဲ့အရာကြီးတစ်ခုဖြစ်တယ်နော်ဒါကတော့ကြုံလုံးကျမပြောပြတာပါဒါကြောင့်မလို့ကိုယ့်ရဲ့အိမ်ထဲမှာယေရှုရဲ့ရုပ်ပုံကိုထားပြီးတော့မှဒါကငါရဲ့အိမ်အတွက်တန့်ရှင်းအောင်တင်လုပ်နေတယ်ဆိုရင်ဒီအရာကနော်ဒါကနှုတ်ကပတ်တော်နဲ့မညီတဲ့အရာတစ်ခုဖြစ်တယ်လို့ကျမကတော့ဒီအတိုင်းပဲပြောပြစေအဲ့တော့နှုတ်ကပတ်တော်ထဲမှာပြောထားတဲ့အရာကတော့သူ့ရဲ့ဘုန်းကိုဘယ်ရုပ်တုကိုမှဘယ်လိုအဆောင်အယောင်ကိုမှနော်သူမပေးဘူးလို့ပြောထားနှင်ပြီဖြစ်တယ်။ဒါကြောင့်ကိုယ့်ရဲ့အသက်တာထဲမှာဒီနေ့ကိုယ့်ရဲ့ဘဝတစ်ခုလုံးကိုယ့်ရဲ့အိမ်တစ်ခုလုံးကိုယ့်ရဲ့အသက်တာတစ်ခုလုံးကိုယ့်ရဲ့သက်ဆိုင်တဲ့အရက်တိုင်းမှာတန့်ရှင်းသောအရက်ဖြစ်ဖို့ရန်အတွက်လုပ်ရမယ့်အရာကကိုယ်တိုင်ကအညစ်အကြေးနဲ့ဆိုင်တဲ့အရာကိုစွန့်ပြီးတော့ဖျားမျက်မှောက်တော်ကိုတိုးဝင်ပြီးဆိုလို့ရှိရင်ကိုယ်နဲ့ဆိုင်တဲ့အရာခက်တဲ့ဟာတန့်ရှင်းသောအရာတွေဖြစ်လာလိမ့်မယ်။မောရှေကတော့ဘုရားသခင်ရှိတဲ့အရက်ကိုတိုးဝင်လိုက်တဲ့အခါမှာဘာဖြစ်လာလဲဆိုတော့သူကိုယ်တိုင်ဘုရားသခင်နဲ့စကားပြောတဲ့ခွင့်ကိုရတယ်သူရဲ့ခြေနှင်းကိုချွတ်ပြီးတော့နော်ဘုရားရဲ့မျက်မှောက်တော်တွေကိုတိုးဝင်သွားတယ်လို့ပဲဒီနေ့ကျွန်တော်တို့အသက်တာထဲမှာလဲကိုနှစ်သက်နေတဲ့အရာတွေရှိပါလိမ့်မယ်ကိုယ့်အတွက်အဆင်ပြေနေတဲ့အရာတွေရှိပါလိမ့်မယ်သို့တော်လဲဘုရားသခင်ကချွတ်လိုက်ပါပြစ်ပယ်လိုက်ပါဆိုရင်ဘုရားသခင်စကားကိုနာခံပြီးတော့ဘုရားရဲ့မျက်မှောက်တော်ထဲမှာကိုယ့်ရဲ့ဇာတိကိုချွတ်ပယ်ပြီးတော့တိုးဝင်ဖို့အတွက်ဘုရားသခင်အလိုတော်ရှိတယ်အဲ့တော့အဲ့လိုမျိုးမောရှေကနေပြီးတော့တိုးဝင်သွားတဲ့အခါမှာဘုရားရှင်ကမောရှေကိုစတင်ပြီးတော့မိတ်ဆက်တယ်လေဆိုရင်ငါကတင့်ဘ၏ဖရာအာဗြဟံ၏ဖရာအိဇက်၏ဖရာယာကုပ်၏ဖရာဆိုပြီးတော့စတင်ပြီးတော့မိတ်ဆက်တယ်နော်အဲ့တော့ဒီမှာကြည့်တဲ့အခါမှာအာဗြဟံအိဇက်ယာကုပ်၏ဖရာလို့ဘာဖြစ်လို့မိတ်ဆက်တယ်လဲအမှန်ဆိုလို့ရှိရင်ယာကုပ်ရဲ့နာမည်ကဣသရေလဆိုပြီးတော့ပြောင်းခဲ့ပြီးဖြစ်တယ်အဲ့တော့ယာကုပ်ရဲ့နာမည်အရင်ကိုတော့ကပောက်ကျမ်း29:36မှာတွေ့ရတယ်ယာကုပ်ရဲ့အမိကလိန်လေလှဲ့ပြားတော်သူလှဲ့စားတော်သူနော်သို့တော့ကပောက်ကျမ်းခန်းကြီး30နဲ့အခန်းငယ်28ကိုရောက်လာတဲ့အခါမှာတော့သူ့ရဲ့နာမည်ကိုဘုရားကပြောင်းပေးလိုက်တယ်ဣသရေလဆိုပြီးတော့ပြောင်းပေးလိုက်တယ်အဓိပ္ပာယ်ကဘုရားသခင်နဲ့၎င်းလူနဲ့၎င်းမင်းကဲ့သို့ပြန်၍နိုင်လေပြီဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်အဲ့တော့ဒီနေရာမှာဘုရားသခင်ကနာမည်အဟောင်းကြီးကိုသုံးပြီးတော့နော်မောရှေကိုမိတ်ဆက်တယ်အဲ့တော့ကျမနားလေတဲ့အရာတစ်ခုကဘာလဲဆိုရင်ဘုရားခင်ကကျမတို့ရဲ့ကောင်းခြင်းတွေကိုပဲထုတ်ဖော်ပြီးတော့သူ့ကိုယ်သူမိတ်ဆက်တတ်တဲ့ဘုရားမဟုတ်ဘူးကျမတို့ရဲ့အားနည်းခြင်းတွေဘလို့ပဲရှိနေပါစေကျမတို့ရဲ့အသက်တာထဲမှာဘလောက်ပဲဘုရားမနှစ်သက်တဲ့အရာတွေနဲ့ပြည့်စုံနေခဲ့ပါစေကျမတို့အရှိရှိတိုင်းကိုဘုရားခင်ကချစ်နေတယ်လို့ပြောခြင်းဖြစ်တယ်အာမင်ယာကုပ်ဟာနော်သူ့ရဲ့နာမည်ဟာမလှပခဲ့ပါဘူးလိန်လေလှည့်ပြားတဲ့သူတကယ်လည်းလိန်လေလှည့်ပြားခဲ့ပါတယ်သူ့ကိုနှစ်ကြိမ်တိုင်လှည့်စားခဲ့တဲ့သူဖြစ်တယ်သို့တော်လည်းဘုရားသခင်ကယာကုပ်ရဲ့နာမည်အဟောင်းကိုပဲယူပြီးတော့ဒီမောရှေကိုသူဟာမိတ်ဆက်ခဲ့တာဖြစ်တယ်ဒါကြောင့်မလို့ကျမနားလေစေချင်တယ်ကျမတို့ဟာမပြည့်စုံတဲ့အခြေအနေရှိလင်ကစားကျမတို့ရဲ့အသက်တာထဲမှာဘုရားသခင်မနှစ်သက်တဲ့အသက်တာထဲမှာရှိနေတဲ့အချိန်မှာပင်လေဘုရားဘက်ကကျမတို့အပေါ်မှာချစ်ချင်းမြတ်တာဟာတစ်စက်ကလေးမှမရောဘူးဆိုတဲ့အရာကိုနားလည်ဖို့ဖြစ်တယ်။ဒါကြောင့်မလို့ယောမအခန်းကြီး9အခန်းငယ်10မှာဗာပြောထားလေဆိုလို့ရှိရင်ငါတို့သည်အပြစ်ရှိစဉ်ပင်ခရစ်တော်သည်ငါတို့အတွက်ကြောင့်အသေးခံတော်မူသည်ဖြစ်၍ဘုရားခင်သည်ငါတို့ကိုအဘယ်မျှလောက်ချစ်တော်မူသည်ကိုငါတို့အားထင်ရှားစွာပြတော်မူ၏လို့နှုတ်ကပတ်တော်ထဲမှာဖော်ပြထားတယ်။ဒါကြောင့်မလို့ညီကောင်မမများကျမတို့ကအပြစ်ရှိနေတဲ့အချိန်မှာပဲလေလိန်တက်တဲ့အချိန်မှာပဲလေလှည့်စားတက်တဲ့အချိန်မှာပဲလေဖះကိုမသိဘဲနဲ့ပုံကန်နေတဲ့အချိန်မှာပဲလေ
နော်အခုဒီမှာမောရှေဆိုလို့ရှင်လဲလူတက်ပြီးတော့သူထွက်ပြေးလာခဲ့တယ်အဲ့လိုထွက်ပြေးနေရတဲ့အချိန်မှာဘုရားကသူ့ကိုနာမည်နဲ့တကွာတိပြီးတော့စိတ်ဝင်စားခဲ့တယ်ဒီလိုပဲတင်းရဲ့အသက်တာထဲမှာဘလို့အပြစ်မျိုးကိုတင်လှုပ်ဆောင်ခဲ့လဲတော့ကျွန်မမသိဘူးဒါပေမဲ့တင်းဘလို့အပြစ်မျိုးကိုပဲလှုပ်ဆောင်နေပါစေဘုရားခင်ကတင့်ကိုအစဉ်အမြဲချစ်နေတော်ဘုရားရှင်ဖြစ်တယ်ဟာလေလုယာဝန်ခံလိုက်ပါဘုရားသခင်ကကျွန်ုပ်ကိုအစဉ်အမြဲချစ်နေတော်ဘုရားရှင်ဖြစ်တယ်ထပ်ပြီးတော့ဝန်ခံပါအောင်ကျွန်ုပ်ဒီဘုရားရဲ့အချစ်ကိုအထူးခံစားရတော်သူဖြစ်တယ်လို့ဝန်ခံပါအောင်အာမင်ဟာလေလုယာအဲ့ဒါကျမတို့ကိုးကွယ်တော်ဘုရားရှင်ပဲအဲ့တော့ဒီလိုမျိုးသူမိတ်ဆက်တဲ့အခါမှာပေါ့နော်ပြန်ပြီးတော့ကြည့်တဲ့အခါမှာဘုရားကမောရှေကိုစတင်ပြီးတော့စကားပြောတယ်မောရှေရဲ့နာမည်ကိုခေါ်ပြီးတော့မောရှေကလည်းပြန်ပြီးတော့ဘုရားရဲ့အခေါ်အသံကိုထူးပြီးတော့သူ့ရဲ့ခြေနှင်းကိုချွတ်ပြီးတော့မျက်မှောက်တော်တွေကိုဝင်လိုက်တဲ့အခါမှာဘုရားကမောရှေကိုစပြီးတော့တိုင်ပင်တယ်သူအနာဂတ်မှာဒီလူမျိုးတစ်မျိုးလုံးအတွက်ထုတ်ဆောင်ဖို့ရအတွက်သူလှုပ်ဆောင်ခြင်းနဲ့ plan တွေအားလုံးကိုပြောပြတယ်အဲ့တော့ကျွန်တော်တို့အားလုံးမှတ်မိပါပါမောရှေကိုဘုရားရှင်ကပြောတယ်တင်းရဲ့တောင်ဝေးကိုလွှတ်ချလိုက်အဲ့ဒီအချိန်မှာတောင်ဝေးကဘာဖြစ်သွားလဲတောင်ဝေးကမွေဖြစ်သွားတယ်ကဲတောင်ဝေးရဲ့မွေဖြစ်သွားတဲ့တောင်ဝေးရဲ့အမိကိုကင်လိုက်တဲ့အခါမှာဘာဖြစ်သွားပြန်လဲတောင်ဝေးပြန်ဖြစ်သွားပြန်တယ်နော်နမိတ်လက္ခဏာတွေအများကြီးသူ့ကိုအဲ့ဒီအချိန်မှာဘုရားသခင်ကတက်နိုင်စီတယ်လုံနိုင်စီတယ်မင်းတော့မောရှေကလူတက်ပြီးတော့ကြောက်ပြီးတော့ထွက်ပြေးလာတဲ့အခါမှာဖာရောဘုရင်ရဲ့အရှိကိုပြန်ပြီးတော့ဝင်ဖို့ဆိုတာသူ့အတွက်ကြောက်စရာကောင်းတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်ဒါကြောင့်မလို့လေသူဘုရားသခင်ကိုဗာပြောလဲကိုရောအကျွန်ုပ်ကစကားအတော်သူဖြစ်တယ်နော်နှုတ်တတိမရှိတော်သူဖြစ်တယ်စကားအရာမှာအလွန်နှေးကွေးတော်သူဖြစ်တယ်စသဖြင့်သူဘုရားသခင်ကိုသူနော်ပုပ်ပွလင်းလင်းပဲသူ့ရဲ့အရှိတိုင်းကိုသူဝန်ခံခဲ့တယ်ဒါပေမဲ့လေဘုရားရဲ့မျက်မှောက်တော်ထဲကိုသူဝင်သွားတဲ့အချိန်မှာဘုရားကသူ့ကို conversation အကြာကြီးပဲပြောတယ်နော်အဲ့တော့ထမြောက်ကျမ်းခန်းကြီး3အခန်းကြီး4စပြီးတော့ဖတ်လိုက်မယ်ဆိုရင်ဘုရားကသူ့ကိုနှုတ်ကပတ်တော်နဲ့ပတ်သက်ပြီးတော့သူလှုပ်ချင်တဲ့အရာတွေအားလုံးကိုပြောပြတယ် confirmation တွေပေးတယ်ပြီးတော့နမိတ်လက္ခဏာတွေလည်းဖြစ်စေတယ်ဆိုတော့ဒီအရာတွေအားလုံးစတင်လာတဲ့အရာကဣသရေလတစ်မျိုးလုံးကိုအေဂုတုပြည်ကနေပြီးတော့နော်ခါနန်ပြည်တဲကိုခေါ်ဆောင်သွားဖို့ရန်အတွက်ဖြစ်လာတဲ့အရာတွေအားလုံးကလမ်းမှာနော်ရေကြောက်ထဲကနေရေကိုထွက်စေတယ်သူ့ရဲ့တောင်ဝေးကနေပြီးတော့နော်တကယ်ကိုအောပဲနမိတ်လက္ခဏာတွေဖြစ်တဲ့ရေကနေသွေးကိုပြောင်းစေတယ်ပင်လယ်နှချမ်းကွဲစေတယ်စတဲ့နမိတ်လက္ခဏာတွေအားလုံးဖြစ်ပျက်လာတဲ့အကြောင်းရင်းကဘယ်ကစတာလဲဖျားခေါ်တဲ့အခါမှာထူးလိုက်လို့ဖြစ်တယ်အာမင်ဒီဖျားခင်တည့်ရဲ့နာမည်ကိုအစဉ်မြဲခေါ်နေပါတယ်ဒါပေမဲ့ကျမတို့ကဖျားထံကိုလှည့်တက်ဖို့အတွက်လိုအပ်တယ်ဖျားကကျမတို့နာမည်ကိုခေါ်တဲ့အခါမှာနည်းမျိုးစုံနဲ့ခေါ်တယ်အခုတင်နှုတ်ကပတ်တော်ကိုကြားနေရပြီဆိုရင်လေဘုရားကတင့်ကိုနှုတ်ကပတ်တော်အပြင်တင့်ရဲ့နာမည်ကိုခေါ်နေခြင်းဖြစ်တယ်နော်ကောင်းငင်ကအတန်ကြီးကိုကြားရမှာပဲအော်ငါရဲ့နာမည်ကအခုမှခေါ်တဲ့ငါကြားရတယ်မဟုတ်ဘူးဘုရားသခင်ကတင့်ကိုနှလုံးသားထဲမှာအမြဲတမ်းစကားပြောနေတယ်တင်မြင်ရတဲ့အရာနဲ့ဘုရားခင်တင့်ကိုစကားပြောနေတယ်တင်ကြားရတဲ့စကားတွေနဲ့ဘုရားခင်ကတင့်ကိုနေ့ရက်အစဉ်တိုင်းမှာခေါ်နေပါတယ်ဒါပေမဲ့ကျွန်တော်တို့လောမယ့်အရာကထိုဘုရားခင်ရဲ့ခေါ်ခြင်းကိုနားလေသဘောပေါက်ပြီးတော့အကျွန်ုပ်ရှိပါ၏ဆိုတော့ဘုရားခင်ကိုပြန်လဲထူးနေဖို့ရတဲ့ပဲဖြစ်တယ်အာမင်အဲ့တော့အခုချိန်မှာမောရှေကဘုရားရဲ့ခေါ်တံကိုထူးပြီးတော့ခြေနှင်းကိုချွတ်ပြီးတော့တနည်းအားဖြင့်သူ့ရဲ့ဇာတိနဲ့ဆိုင်တဲ့ຢာကိုထားခဲ့ပြီးတော့ဘုရားရဲ့မျက်မှောက်တော်ထဲကိုဝင်သွားတဲ့အခါမှာမောရှေရဲ့အသက်တာဟာလုံးဝထူးခြားပြောင်းလဲသွားတယ်ဝရံပြေးကဲ့သို့နော်လူသက်သမားတယောက်ကဲ့သို့ထွက်ပြေးနေရတဲ့အခြေအနေကနေပြီးတော့ဘုရားသခင်ရဲ့အမှုတော်ဆောင်ကဲ့သို့အာမင်ဘုရားသခင်ရဲ့စကားကိုပြောတော်သူအနေနဲ့ဘုရားကမောရှေကိုသူ့ရဲ့နှုတ်ရှာပါဇက်ကဲ့သို့တုံးလိုက်တယ်သူ့ရဲ့တောင်ဝေးကိုလည်းဘာမှမဟုတ်တဲ့တိုးချောင်းနော်စိတ်ချောင်းနဲ့တောင်ဝေးကိုလည်းဘုရားခင်ကဘယ်လိုပြောလဲဘုရားသခင်ဤတောင်ဝေးတဲ့တနည်းအားဖြင့်ဘုရားသခင်ရဲ့ယာဇလှန်တန်ကဲ့သို့ဖြစ်စေတာဆိုလိုတဲ့ຢာကမောရှေကိုတော်တိုင်ကဘုရားကဲ့သို့ဘုရားခင်ကအသုံးပြုလိုက်တာမောရှေရဲ့တောင်ဝေးကိုလည်းဘုရားခင်ယာဇလှန်တော်ကဲ့သို့ဘုရားခင်ကအခွင့်အာဏာတွေပေးပြီးတော့ဘုရားကချီးမြှောက်လိုက်ခြင်းဖြစ်တယ်ဘယ်တဲ့ကနေလာတဲ့အရာလဲဘုရားရဲ့နာမည်ကျမတို့ခေါ်တဲ့နာမည်ကိုနော်ထူးလိုက်ခြင်းအပြင်ကျမတို့ရဲ့အသက်တာထဲမှာရောက်ရှိလာတဲ့ကောင်းကြီးမင်္ဂလာတွေဖြစ်တယ်အာမင်ဒီနေ့ဘုရားခင်တည့်ရဲ့နာမည်ကိုခေါ်တဲ့အခါမှာအလင်းအမြန်ထူးတတ်တော်သူဖြစ်ပါအကျွန်ုပ်ရှိပါ၏ဆိုတော့ဘုရားရဲ့အရှိမဝန်ခံတတ်တော်သူဖြစ်စေဖို့ရန်အတွက်ကျွန်မနှုတ်ကပတ်တော်အပြင်ပြောလိုတယ်ကဲနောက်တစ်ခုကိုဆက်ပြီးတော့ကြည့်ရအောင်ဘုရားခင်နာမည်ခေါ်ခြင်းခံရတဲ့နောက်ထပ်လူတစ်ယောက်ရှိတယ်သူကဘယ်သူလဲဆိုလို့ရှိရင်ပေါလုဖြစ်တယ်တမန်တော်ဝတ္ထုအခန်းကြီး9အခန်းငယ်3ကနေ5ကိုကြည့်ခြင်းနဲ့တမန်တော်ဝတ္ထုအခန်းကြီး9အခန်းငယ်3ကနေ5ထိကျွန်မဖတ်ပြခြင်းနဲ့တွား၍ဓမ္မသက်မြို့အနီးသို့ရောက်သောအခါကောင်းကင်ထဲကအလင်းသည်သူ့ပတ်လည်၌ရုတ်ခနဲထွန်းတောက်လေ၏ရှောလုသည်မြေပေါ်မှလဲ၍နေစေရှောလုအဘဲကြောင့်ငါ့ကိုညှင်းဆဲသည်နီဟုမိမိအားပြောသောစကားသံကိုကြားလျင်သခင်ကိုတော်သည်အဘဲသူနီးဟုမေးလျှောက်၏
သခင်ဖျားကလည်းငါကသင်ညှင်းဆဲသောယေရှုဖြစ်သည်သို့တော်လည်းထား၍မြို့သို့ဝင်လော့သင်ပြုရမည့်အမှုကိုပြောလိမ့်မည်ဟုမိန့်တော်မူ၏ရှောလုနှင့်အတူသွားသောသူတို့သည်အတန်ကိုကြားယုံမျှသာရှိ၍အဘယ်သူကိုမျှမမြင်ဘဲမိန်မောတွေ့ဝေလျက်နေကြ၏ဆိုတော့เนาะကျွန်မဒီမှာခုနှစ်အထိကျွန်မဖတ်လိုက်တယ်အဲ့တော့ဒီမှာကျွန်မပြောချင်တဲ့ຢာကဘာလဲဆိုလို့ရှိရင်တနေ့ကျတော့ရှောလုကနေပြီးတော့ခရစ်ယာန်တွေကိုလိုက်သက်တယ်အဲ့တော့တမန်တော်ဝတ္ထုအခန်းကြီး9မှာဆိုလို့ရှိရင်တတိဖန်အသက်ခံရတယ်ဘလို့အသက်ခံရတယ်လဲဆိုလို့ရှိရင်ကြောက်ခဲနဲ့မသိမချင်းပြစ်သက်ခံရတာဘာကြောင့်ပြစ်သက်ခံရလဲဆိုလို့ရှိရင်ဖခင်ရဲ့ဧဝံဂေလိတရားကိုဝေငှတဲ့အတွက်ကြောင့်မလို့အသက်ခံရတာဖြစ်တယ်အဲ့ဒီအချိန်မှာတတိဖန်အသက်ခံရဖို့ရန်အတွက်အဓိကเนาะသက်သေရှိခဲ့တဲ့သူကလည်းရှောလုကိုယ်တိုင်ဖြစ်တယ်ဒါကပေါလုအသက်တာမပြောင်းလဲခင်တုန်းကအခြေအနေเนาะဒါခုနှစ်မှာဖြစ်ခဲ့တယ်အဲ့တော့ရှစ်မှာကျတော့ရှောလုเนาะသူဘာလုပ်လဲဆိုလို့ရှိရင်ယုံကြည်သူတွေကိုညှင်းဆဲတယ်ထောင်ထဲကိုထည့်တယ်ဖမ်းတယ်တန်ကြိုးတွေနဲ့ချီနှောင်ပြီးတော့ကိုမှသူကဘာလုပ်လဲဆိုလို့ရှိရင်ယေရုရှလင်မြို့ကိုပြန်ခေါ်လာပြီးတော့သူအဲ့ဒီလိုမျိုးယုံကြည်သူတွေကိုညှင်းဆဲခဲ့တာဖြစ်တယ်အဲ့တော့အခုဒီမှာတမန်တော်ဝတ္ထုအခန်းကြီး9ကိုရောက်လာတဲ့အခါမှာဘာကိုတွေ့ရတယ်လဲဆိုလို့ရှိရင်အဲ့လိုပဲသူကနော်ဒီဓမ္မသက်မြို့ထဲမှာရှိတဲ့သူတွေကိုသူကဖမ်းဖို့ရန်အတွက်သူခရစ်ယာန်တွေကအနှံ့ပြားသူကလွင့်သွားကြတာပေါ့ဘာဖြစ်လို့ဆိုတော့ယေရုရှလင်မြို့ကနေပြီးတော့ညင်ဆဲခြင်းအရန်ဝင်လာတဲ့အခါမှာဒီဖျားရဲ့လူတွေအားလုံးကထွက်ပြေးကြတာပေါ့နော်အသင်းသွင်းသားတွေအားလုံးထွက်ပြေးကြတဲ့အချိန်မှာရှောလုကလိုက်ပြီးတော့ဖမ်းနေတဲ့အချိန်ကာလဖြစ်တယ်။ဒါနဲ့ရှောလုကဘာလုပ်လဲဆိုရင်ယေရုရှလင်မြို့မှာရှိယေဘရဟိမင်းကြီးထံကနေပြီးတော့ဖမ်းခွင့်စာကိုသူယူတယ်။ပြီးရင်အဲ့ဒါကိုရပြီးတော့ဓမ္မသက်မြို့ကိုသွားပြီးတော့လူတွေကိုဖမ်းမယ်ပေါ့ဆိုတော့ဒီစာကိုသူရတဲ့အခါမှာအဲ့ဓမ္မသက်မြို့မှာရှိတဲ့တရားစီရင်မှုကြီးကိုသူပြမယ်ဒါယေရုရှလင်မြို့မှာရှိတဲ့ယေဘရဟိမင်းကြီးတွေနော်ဇီကရလာတဲ့နော်စာဖြစ်တယ်ဖမ်းမိန်ဖြစ်တယ်ဆိုတဲ့ပုံစံနဲ့သူကဓမ္မသက်မြို့ကိုသွားဖို့ရတဲ့သူပြင်ဆင်တယ်အဲ့လိုသွားနေတဲ့လမ်းမှာပဲတဲ့နော်ကျက်စာထဲမှာဘလို့ပြောထားလဲဆိုလို့ရှိရင်ကောင်းငင်တဲကအလင်းကသူ့ရဲ့ပတ်လည်မှာရုပ်ခနဲနော်ပေါ်လာတယ်အဲ့လိုပေါ်လာပြီးတော့ကောင်းငင်ကအတန်ကဘလို့ထွက်လာလဲဆိုလို့ရှိရင်ရှောလုဆိုပြီးတော့ရှောလုရဲ့နာမည်ကိုစတင်ပြီးတော့ခေါ်တယ်ဆိုတော့အဲ့ဒီအတန်ကိုဘေးနားမှာရှိလူတွေအတန်ကြားရတယ်ရှောလုကလည်းနော်ဒီအတန်ကိုကြားရတဲ့အခါမှာချက်ချင်းပဲသူဘာဖြစ်လဲဆိုလို့ရှိရင်မြေပေါ်မှာလဲသွားတယ်ဒါပေမဲ့လည်းဘေးနားမှာရှိတဲ့သူတွေကဘာလို့အံ့ဩလဲဆိုတော့အတန်ကိုပဲကြားရပေမဲ့ဘသူကခေါ်နေတယ်ဘသူကပြောနေတယ်လေဆိုတဲ့အရာကိုသူတို့ကနော်မမြင်ရအောင်ဆိုတော့ဒီအချိန်မှာရှောလုကနေအဲ့ခေါ်တန်ကိုကြားရတဲ့အခါမှာချက်ချင်းပဲသူမျက်စိကွယ်သွားတယ်ခန်းငယ်17လောက်မှာယူဒရဲ့အိမ်ကိုနောက်ဆုံးရောက်သွားတယ်ပေါ့နော်အဲ့လိုရောက်သွားတဲ့အချိန်မှာဘုရားကနေပြီးတော့ဘသူကိုဆက်ပြီးတော့နာမည်ခေါ်လဲဆိုတော့အာနနိဒီအာနနိကကျမတို့တခြားအာနနိမဟုတ်နော်အာနနိ2ယောက်ရှိတယ်ပထမတစ်ယောက်ကကြတော့အာနနိနဲ့ရှဖိယေဆိုတော့လင်မယား2ယောက်ရှိတယ်သူတို့ကရှင်ပေတရုရှေ့ကိုလာပြီးတော့ဒါအကုန်ပါပဲဆိုတော့လိန်ညာတဲ့အခါမှာချက်ချင်းပဲရုပ်ခနဲ့တည်သွားတဲ့ဒါအာနနိနဲ့ရှဖိယေကတက်အခုဒီအာနနိကကြတော့တပည့်တော်တစ်ယောက်ဖြစ်တယ်ယေရှုခရစ်တော်လက်ထက်ထဲကရှိခဲ့တဲ့တပည့်တော်တစ်ယောက်ဖြစ်တယ်ဆိုတော့ဒီအာနနိကကြတော့သူကဓမ္မသက်မြို့မှာရှိနေတယ်ဒါနဲ့ဘုရားခင်ဗျာဒိတ်တော်ကအာနနိစီရောက်လာတယ်အာနနိဆိုပြီးတော့ဘုရားကအာနနိကိုခေါ်တယ်အဲ့ဒီအချိန်မှာလေအာနနိကဘာလုပ်လဲဆိုတော့ကျွန်တော်ရှိပါ၏ဆိုပြီးတော့ဘုရားခင်ကိုပြန်ပြီးတော့ထူးတယ်ဒါနဲ့ဘုရားခင်ကလည်းအာနနိကိုလောက်ရမယ့်အမှုရာကိုပြောပြတယ်ဘာလို့ခိုင်းလဲဆိုတော့အခုလမ်းဖြောင်းဆိုတဲ့အမည်ရှိတဲ့လမ်းကိုသွားပြီးလို့ရှိရင်အဲ့ဒီမှာယူဒရဲ့အိမ်ရှိတယ်အဲ့အိမ်မှာလူတစ်ယောက်ရှိတယ်သူကတော့တာရှုမြို့သားဖြစ်တဲ့ရှောလုအဲ့လူကိုသွားပြီးတော့တွေ့ဆုံပြီးတော့ဆွတောင်းပေးပါဆိုပြီးတော့ဘုရားရှင်ကဒီအာနနိကိုပြောတယ်အဲ့ဒီအာနနိကလည်းဘုရားသခင်ရဲ့ခေါ်တန်ကိုကြားတဲ့အခါမှာပြန်ထူးလိုက်တော့ဘာဖြစ်လဲဘုရားသခင်ထံကလာတဲ့ဗျာဒိတ်တော်နဲ့ဘုရားသခင်အကြံစီတော်ကိုနားလည်ပြီးတော့အာနနိဟာရှင်ပေါလုရဲ့အသက်တာကိုဘုရားသခင်နဲ့စတင်ပြီးတော့မိတ်ဆက်ပေးတဲ့သူဖြစ်လာတယ်အာမင်ဘုရားသခင်ရဲ့ခေါ်တန်ကိုထူးတက်တဲ့သူတိုင်းရဲ့အသက်တာထဲမှာဘာဖြစ်လာလဲဆိုတော့တခါမှမဖြစ်ဘူးတဲ့နမိတ်လက္ခဏာနဲ့တကဘာလုံးကိုပြောင်းလဲစေနိုင်တဲ့တကောအစတ္တိခွန်အားနဲ့ရရှိနိုင်တဲ့နော်နမိတ်လက္ခဏာတွေကိုဘုရားကပေးတယ်။ဒါကြောင့်မလို့အခုဒီမှာလဲဘာဖြစ်တယ်လဲဆိုလို့ရှိရင်အာနနိကထူးလိုက်တဲ့အခါမှာအခုရှောလုဟာအသက်တာပြောင်းလဲသွားတယ်။ပြောင်းလဲပြီးတော့နောက်ဆုံးရှောလုမျက်စိပြန်မြင်တဲ့အပြင်သူ့ရဲ့နာမည်ကိုရှောလုကနေပေါလုထိပြောင်းပြီးတော့နောက်ဆုံးဘာဖြစ်လာလဲ။အခုကျမတို့အားလုံးသိတယ်အခုယောမဩဝါဒစာကောရိန္သုဩဝါဒစာစသဖြင့်ရှင်ပေါလုရေးခဲ့တဲ့ကျမ်းချက်တွေအများကြီးပဲ။အဲ့ဒီကျမ်းချက်တွေကနေနော်ကြည့်လိုက်တဲ့အခါမှာရှင်ပေါလုအားဖြင့်တပါးအမျိုးသားတွေမြောက်များစွာပြောင်းလဲတယ်ဆိုတဲ့အရာကိုနော်ပို့ပြီးတော့သိရတယ်အဲ့တပါးမျိုးသားတွေပြောင်းလဲဆိုတဲ့အရာမှာရှင်ပေါလုအားဖြင့်ပဲတနည်းအားဖြင့်ဒီအရှိနော်ဘိုင်းမှာရှိတဲ့သူတွေအားလုံးတခါတည်းဘုရားရဲ့နှုတ်ကပတ်တော်ကိုကြားရတယ်ဘုရားသခင်ရဲ့ကယ်တင်ခြင်းသတင်းစကားကိုကြားရတာဖြစ်တယ်ဒါဘာကြောင့်လဲ
တယောက်တော့သူကဖျားရဲ့နာမည်ခေါ်တန်ကိုကြားလိုက်ရတယ်ဖျားကနာမည်ခေါ်တဲ့ဖျားဖြစ်တဲ့အခါမှာနာမည်ခေါ်တန်ကိုကြားတဲ့အခါမှာချက်ချင်းပြန်ပြီးတော့တုံ့ပြန်လိုက်တဲ့အခါမှာရှင်ပေါလုနော်ဒီမှာဘာဖြစ်လဲအသက်တာပြောင်းလဲစရာအကြောင်းဖြစ်လာတယ်အာနနိအားဖြင့်ဒီနေ့ကျမတို့အသက်တာထဲမှာဘုရားသခင်ရဲ့နာမည်ခေါ်ခြင်းအရာကိုကြားပြီဆိုရင်ပြန်လည်ပြီးတော့တုံ့ပြန်ဖို့အတွက်လိုအပ်ပါတယ်ဒီနေ့မှာဘုရားခင်တင့်ရဲ့နာမည်ကိုခေါ်နေတယ်တင့်မှာတင်ဘလို့အခြေအနေပဲရှိနေပါစေတင့်ရဲ့အရှိရှိတိုင်းကိုဘုရားရှင်လက်ခံပါတယ်အာမင်ဘုရားခင်ကျမတို့ကိုသိချစ်တယ်ကျမတို့ရဲ့အခြေအနေထဲမှာစိုးသွမ်းတော်သူနော်ရှင်ပေါလုဆိုတာတကယ့်ကိုစိုးသွမ်းတော်သူဖြစ်ပါတယ်ခရစ်ယာန်တွေကိုညှင်းဆဲတဲ့သူဖြစ်တယ်ဒါကြောင့်မလို့ယေရှုခရစ်တော်ကဗာပြောခဲ့လေနော်ကောင်းကင်ဘုံကနေသူ့ကိုထင်ရှားတဲ့အခါမှာသင်ကငါညှင်းဆဲသောယေရှုဖြစ်တယ်လို့ပြောခဲ့တယ်အဲ့တော့ခရစ်ယာန်တွေကိုညှင်းဆဲနေတဲ့သူကိုလည်းယေရှုချစ်ပါတယ်နော်သို့တော့သင်ရဲ့နာမည်ကိုခေါ်တဲ့အခါမှာသင်ဟာထိုဘုရားသခင်ရဲ့နာမည်ခေါ်ခြင်းကိုသင်တုံ့ပြန်မယ်ဆိုရင်တော့သင်ရဲ့တတ်တာဟာတကယ့်ကိုစိုးသွမ်းတဲ့သူကနေပြီးတော့လူတွေအားလုံးကိုဒုက္ခပေးတဲ့သူကနေပြီးတော့လူတွေရဲ့အတ္တတာထဲမှာကောင်းချီးမင်္ဂလာကိုပြန်လည်စီးဆင်းစေနိုင်တဲ့သူတစ်ယောက်ဖြစ်ဘုရားသခင်ပြုပြင်ပြောင်းလဲပေးနိုင်တယ်ဆိုတဲ့အရာကိုလည်းကျွန်မနားလဲစေချင်တယ်နောက်ထပ်ဘုရားသခင်နာမည်ခေါ်ခြင်းကိုခံလိုက်ရတဲ့သူတစ်ယောက်ရှိတယ်အဲ့ဒါကကြတော့ကပ္ပဦးကျမ်းထဲမှာဖြစ်ပါတယ်နော်ကပ္ပဦးကျမ်းခန်းကြီး21ကပ္ပဦးကျမ်းခန်းကြီး21အခန်းငယ်15ကနေ20အထိဖြစ်တယ်ကျွန်မတစ်ချက်လောက်ဖတ်ချင်တယ်15ကနေပြီးတော့20အထိဖြစ်တယ်ဘူး၌ရေကုန်သောအခါသူငယ်ကိုခြုံအောက်၌ထား၍ငါသည်သူငယ်သေးသည်ကိုမမြင်လို့ဟုဆိုလျက်ခတ်ဝေးဝေးလေးတစ်ပြည့်ခက်လောက်သွားပြီးလင်သူငယ်ရှိမှထိုင်၍နေလေ၏ထို့သို့ထိုင်နေစဉ်သူငယ်သည်အတန်ကိုလွှင့်၍ငိုကြွေးလေ၏အဲ့တော့ဒီအဖြစ်အပျက်လေးကိုကျွန်မအရင်ဆုံးပြောပြချင်တယ်ဆိုတော့ဒီအဖြစ်အပျက်ထဲမှာနော်အခုဖြစ်ပျက်နေတဲ့သူကဘယ်သူလဲဆိုလို့ရှိရင်ဟာဂရဖြစ်တယ်ဟာဂရဆိုတာကဆာရာရဲ့ကျွန်မအာဗြဟံအမျိုးသမီးဖြစ်တဲ့ဆာရာရဲ့ကျွန်မဖြစ်တယ်အဲ့တော့ဘုရားခင်ကအာဗြဟံကိုဂတိပေးခဲ့တယ်မင်းအပြင်ကလူမျိုးကြီးဖြစ်စေမယ်ဒါကြောင့်မလို့သင်အသက်တာထဲမှာပေါ့နော်ဘုရားခင်ကသားကိုပေးမယ်ဆိုပြီးတော့ပြောခဲ့ပေမဲ့လေဆာရာကလည်းမစောင့်နိုင်ဘူးအဲ့တော့ဘာဖြစ်ကြလဲဆိုတော့ဆာရာကသူ့ရဲ့ကျွန်မဖြစ်တဲ့ဟာဂရထံကိုသူ့ရဲ့ယောက်ျားအာဗြဟံဝင်ဖို့ရန်အတွက်တိုက်တွန်းတယ်ဒါနဲ့လေအာဗြဟံကသူ့ဇနီးတွေကိုသဘောတူတယ်။အော်ငါတို့အခုအသက်ကြီးနေပြီ။ဘာပဲပြောငါတို့ရဲ့မျိုးဆက်ကိုထိမ့်သိမ့်နိုင်မဲ့နော်ငါတို့ဘုရားခင်ပေးထားတဲ့လူမျိုးကြီးဖြစ်စေမယ်ဆိုတဲ့စကားအတိုင်းငါတို့လူမျိုးကြီးဖြစ်ဖို့ရန်အတွက်အခုဆာရာပြောတဲ့စကားကိုငါနားထောင်လိုက်မယ်ဆိုတော့အာဗြဟံကနားထောင်လိုက်တာ။အခုတော့ဒီမှာဘာဖြစ်လာလဲဆိုတော့သားတစ်ယောက်မွေးလာတယ်။သူ့ရဲ့နာမည်ကဣရှမေလလို့ခေါ်တယ်။ဣရှမေလကိုဟာဂရကစတင်ပြီးတော့ကိုဝင်ဆောင်နေတဲ့အချိန်မှာပဲလေ။ဘာဖြစ်လဲဆိုတော့ဟာဂရကနေပြီးတော့ဆာရာကိုမထီမဲ့မင်ပြုတယ်ကြည်စံငါကတော့ကျွန်ဖြစ်ပေမဲ့ခလေးကိုဝမ်းနဲ့လွယ်နိုင်တယ်နင်ကတော့နော်မလွယ်နိုင်ဘူးဆိုတဲ့သဘောအနေနဲ့မထီမဲ့မင်ပြုတဲ့အခါမှာဘာလုပ်လဲဆိုလို့ရှိရင်ဆာရာကအရင်တော့ထွက်တဲ့အခါမှာဟာဂရကိုညှင်းဆဲတဲ့အဖြစ်အပျက်တွေရှိတယ်နော်ဆိုတော့ဟာဂရကညှင်းဆဲခင်ရလုံးလုံးအိမ်ကနေထွက်ပြေးရတယ်ဆိုတော့ဒီလိုအဖြစ်အပျက်ကလေးတွေကိုနော်ကျမတို့ကဘာဦးကျန်ခန်းကြီး16မှာတွေ့ရပါတယ်အခုကတော့ကဘာဦးကျန်ခန်းကြီး21အဲ့လိုဖြစ်ပျက်ပြီးတော့မှအခုကျတော့ခလေးကမွေးလာပြီခလေးကနော်ကြီးလာပြီအရန်တော့မကြီးသေးဘူးပေါ့နော်အဲ့တော့တစ်ဖက်မှာလည်းဖျားခင်ဂတိတော်အတိုင်းပဲဆာရာကခလေးမွေးတယ်ဣဇက်ကိုမွေးတယ်အဲ့လိုမွေးတဲ့အချိန်မှာဣဇက်ကိုရှေ့ရမြောက်တဲ့နေ့မှာသူတို့အရေးပြားလေးချင်းမင်္ဂလာလုပ်ပြီးတော့မှပွဲခံတာပေါ့နော်တခြားအာဗြဟံနဲ့သက်ဆိုင်တဲ့လူတွေအကုန်လုံးလာမှာပေါ့နော်အဲ့တော့လာပြီးတော့တခါတည်းပွဲခံနေတဲ့အချိန်မှာဘာဖြစ်လဲဆိုလို့ရှိရင်ဣရှမေလလေးကဒီကျိုမနဲ့ရတဲ့ခလေးပေါ့နော်ဣရှမေလကဘာလုပ်လဲဆိုဆဲတယ်အရင်ဆဲတဲ့အရာကိုမြင်တော့ကြားတော့ဆာရာကနေပြီးတော့သူ့ရဲ့သားအတွက်မကောင်းဘူးဆိုတဲ့အရာကိုသူမြင်တော့သူရန်ဒေါသထွက်ပြီးတော့အိမ်ပေါ်ကနေနှင်ချဖို့ရတဲ့ပြင်ဆင်တယ်အဲ့တော့ပြင်ဆင်ပြီးတော့အာဗြဟံနဲ့စကားပြောတယ်ဒါနဲ့အာဗြဟံကလည်းဘာပဲပြောဒီကျိုမကလည်းကျိုမနဲ့ရတဲ့ခလေးကလည်းသူ့ခလေးပဲလေဣရှမေလကအဲ့တော့သူ့အတွက်အရင်ခက်ခဲတဲ့အမှုရာလို့ထင်ပေမဲ့ဘုရားကဘာပြောလဲဆိုရင်ဒီအမှုခက်ခဲလို့မထင်ပါနဲ့နော်နိမင်းဆာရာပြောတဲ့အတိုင်းပဲလက်ခံလိုက်ပါဆိုပြီးတော့ဘုရားကပြောတဲ့အခါမှာအာဗြဟံကလည်းဘုရားစကားကိုနားထောင်ပြီးတော့လက်ခံလိုက်တယ်အဲ့တော့နောက်တစ်နေ့မှာကျတော့ဒီဟာဂရရဲ့အပေါ်မှာရေဘူးလေးကိုတင်ပေးတယ်မုတ်ကလေးကိုပေးတယ်သူ့ရဲ့သားပေါ့နော်ဣရှမေလနဲ့တခါတည်းသူတို့တောရက်ကိုထွက်သွားတယ်အဲ့တောရဲ့နာမည်ကဗေရရှေဘလို့ခေါ်တယ်အဲ့လိုတောထဲမှာတဝဲလဲနဲ့ဒီသူတို့ခက်ကတောဆိုတာကရေမရှိ၆သွေးတဲ့ရက်တွေဖြစ်တယ်အခုကျမတို့နိုင်ငံလိုအမြဲစိမ်းတောမျိုးမဟုတ်ဘူးဂန္ဓာရတောကြီးဖြစ်တယ်ဆိုတော့အဲ့လိုမျိုးသွားရတဲ့အခါမှာတနေရာရောက်တော့သူတို့ရေကုန်သွားပြီရေကုန်တဲ့အခါမှာခလေးလေးကလည်းဒီဣရှမေလလေးကလည်းသူကမခံနိုင်တော့ဘူးအဲ့တော့သူ့အမေကလည်းဘာလုပ်လဲဆိုလို့ရှိရင်ခလေးကို
ဒီအရေးရနိုင်တဲ့အပင်ကြီးမရှိတဲ့အခါမှာခြုံပုတ်အောက်ထဲမှာ तू တွားထားတယ် तू ခလေးသေတော့မယ်ဆိုတာလေ तू သိတဲ့အခါမှာခလေးသေတဲ့အရာကိုမမြင်လို့တဲ့အတွက်ကြောင့်မလို့တဲ့ကျမ်းစာကဘလို့ရေးထားလဲဆိုခက်ဝေးလေးပြခက်လောက်တွားပြီးတော့မှ तू ငယ်ရဲ့အနာကနေပြီးတော့ तू ကြည့်နေတယ်ပေါ့နော်ခလေးဖြစ်ပြနေတဲ့အရာကို तू ကြည့်နေအမေအနေနဲ့လေနော်ဘယ်လိုလုပ်ခံစားနိုင်မှာလဲသားတယောက်ဒီလိုဒုက္ခရောက်တဲ့အခါမှာပြီးတော့အခု तू ကလည်းသူ့သခင်မကလည်းသူ့ကိုစွန့်ပစ်သူယောက်ျားအာဗြဟံကလည်းဘာပြောယောက်ျားလိုပဲပြောအောင်မှာပဲလေဘာလို့ဆိုသူခလေးကအာဗြဟံနဲ့ရလာတာဟုတ်ကျမ်းစာထဲမှာအာဗြဟံကသူ့လင်ဖြစ်တယ်လို့အတိအမှတ်ကြီးမပြုတ်ထားပေမဲ့လည်းဒါသူယောက်ျားပဲလေအဲ့တော့ယောက်ျားကလည်းစွန့်ပစ်သခင်မကလည်းစွန့်ပစ်ခလေးကလည်းသေကန်ဒီအချိန်မှာ तू ဘလောက်ထိနာကြီးခံစားရမလဲအဲ့လိုဖြစ်နေတဲ့အချိန်မှာတဲ့နော်သူ့သားလေးကလည်းအတန်ကိုလွှင့်ပြီးတော့ငိုကြွေးတယ်နော်နေကလည်းအယမ်းကိုစာလောင်နေတဲ့အချိန်မှာခလေးလေးကလည်းအတန်ကိုလွှင့်ပြီးတော့ငိုကြွေးတဲ့အခါမှာအဲ့ဒီအချိန်မှာဘာလဲဆိုအယမ်းဘုရားခင်ရဲ့မေတ္တာတော်ကိုကျွန်မဒီကြမ်းကြက်အပြင်ခံစားရတယ်အခန်းငယ်7မှာဘုရားသခင်သည်လူလင်၏အတန်ကိုကြားတော်မူ၍ဘုရားသခင်၏ကောင်းကင်တမန်ကဟာဂရာတင်၌အဘယ်မှုရှိသည်နည်းမစိုးရိမ်နဲ့လူလင်နေသောအရက်ထဲကသူ၏အတန်ကိုဘုရားသခင်ကြားတော်မူပြီးထလော့လူလင်ကိုကြွ၍လက်နှင့်မလော့ငါသည်သူ့ကိုလူမျိုးကြီးဖြစ်စေမည်ဟုကောင်းကင်ထဲကခေါ်၍ဟာဂရအားငွတ်ဆို၏ဟာလေလုယာအဲ့ဒီအချိန်မှာအယံကိုကျွေးပြီးတော့နော်အသက်ဆုံးရှုံးရတော့မယ့်အခြေအနေမျောလင့်ချက်တွေမဲ့နေတဲ့အခြေအနေစွန့်ပစ်ခြင်းကိုခံရပြီးတော့ငိုကြွေးနေရတဲ့အခြေအနေမှာဒီနေ့ဘုရားခင်ကဟာဂရရဲ့နာမည်ကိုခေါ်တယ်သူရဲ့ကောင်းကင်တမန်တော်အပြင်ဟာဂရရဲ့နာမည်ကိုခေါ်ပြီးတော့ဘုရားကဘာပြောလဲဆိုတော့မစိုးရိမ်ပါနဲ့အိုးမင်းရဲ့ငိုတန်နော်မင်းသားရဲ့ငိုတန်ကိုငါကြားတယ်ကောင်းကင်ကနေငါကြားတယ်အခုချက်ချင်းပဲထပါငါဟာဒီကလေးငယ်ကိုလူမျိုးကြီးဖြစ်စေမယ်ဆိုပြီးတော့ဘုရားရဲ့ဂတိတော်ကတေအပ်ဆဲဖြစ်နေတဲ့မျောလင့်ချက်မဲ့နေတဲ့ဒီသားမိနှစ်ယောက်ရဲ့အသက်တာတွေကိုရောက်ရှိလာတယ်ဒီနေ့တဲ့ရဲ့အသက်တာထဲမှာနော်ဘလို့ဖြစ်နေလဲတော့ကျွန်မတို့မသိဘူးခင်မွန်းတဲ့စွန့်ပစ်ခြင်းခံရကောင်းလဲခံရနိုင်ပါတယ်ဒါမှမဟုတ်တဲ့အခြေအနေအဲ့လိုဖြစ်ကောင်းလဲဖြစ်နိုင်တယ်ဒါမှမဟုတ်တဲ့အခြေအနေမှာငတ်ပြက်ပြီးတော့ဘလို့မှနော်ကိုယ့်ရဲ့အသက်တာထဲမှာပြန်ပြီးတော့မနဲ့လည်းမထူနိုင်တဲ့အခြေအနေမျိုးလဲဖြစ်ကောင်းဖြစ်နိုင်ပါတယ်။တင်းရဲ့တက်တာထဲမှာငိုကြွေးနေရပြီးတော့ဘသူကမှတင့်ကိုနားမထောင်မနဲ့စွန့်ပစ်တဲ့အခြေအနေမျိုးလဲတင်ကြုံကောင်းကြုံနိုင်တယ်။ဒါမှမဟုတ်တင်းရဲ့ခင်မွန်းတဲ့တင်းရဲ့အနားမှာမရှိဘဲနဲ့ဆုံးပါသွားတယ်လည်းဖြစ်ကောင်းဖြစ်နိုင်တယ်။တင်းရဲ့သားသမီးတွေတေဆုံးတဲ့အရာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်။တင်းဘလို့ပဲဖြစ်နေပါစေဒီနေ့ဖယားသခင်ကဒီနှုတ်ကပတ်တော်အပြင်ကျွန်တော်တို့ကြည့်မယ်ဆိုဖယားသခင်ကတင်းရဲ့ငိုကြွေးတဲ့ကိုကြားတော့ဖယားရှင်ဖြစ်တယ်။တင်းကိုမြင်တော့ဖယားရှင်ဖြစ်တယ်။ဒီမှာဒီအိမ်ခန်းထဲမှာလူတွေမမြင်နိုင်အောင်တယောက်တည်းကြိတ်ပြီးတော့ငိုနေရင်လေဖယားရှင်ဟာတင်းကိုမြင်တော့ဖယားရှင်ဖြစ်တယ်။ဒါမှမဟုတ်တင်းလူရှိမှဘလောက်ထိနော်အပြုံးပန်းနေဆင်ထားပါစေလူရှိမှဘလောက်ထိဟန်ဆောင်နိုင်ပါစေတင်းနှလုံးသားတွေကငိုကြွေးနေတဲ့လူတွေမမြင်နိုင်တဲ့တင်းနှလုံးသားတွေကအရက်ကိုလည်းဖယားရှင်မြင်တော့ဖယားရှင်ဖြစ်တယ်။ဒီတင်းလွတ်မြောက်ခြင်းခံစားရဖို့အတွက်တင်းရဲ့အသက်တာထဲမှာတတ်တာခြင်းခံစားရဖို့အတွက်ဒီနေ့ဖယားရှင်ကတင်းရဲ့နာမည်ကိုခေါ်နေငါသားငါသမီးစိုးရင်ခြင်းမရှိနဲ့။အိုးငါဟာတင့်ရဲ့ဖယားရှင်ဖြစ်တယ်။တင့်ကိုစုပ်ပြစ်မထားဘူး။တင့်ကိုရွေးကောက်သောအရှင်ဖြစ်တယ်ဆိုပြီးဒီနေ့ဖယားရှင်ကတင့်ကိုပြောနေတယ်။ဟာလေလုယာ။ဟာလေလုယာအဲ့တော့ဒီမှာကျွန်မကျမ်းချက်တစ်ချက်ကိုဖတ်ချင်တယ်။အဲ့ဒါကဟေရှာအနာဂတ်ကျမ်းအခန်းကြီး43အခန်းငယ်1ထဲမှာဖြစ်တယ်။ထာဝရဘုရားမိန့်တော်မူသည်ကမစိုးရိမ်နဲ့တင့်ကိုငါရွေးနှုတ်ပြီးငါနာမဖြင့်မှဲ့ပြီးတင့်ကိုငါဆိုင်၏ဒီနေ့သင်ဟာဖယားသခင်ရွေးနှုတ်တော်သူဖြစ်တယ်ဖယားသခင်နဲ့သက်ဆိုင်တော်သူဖြစ်တယ်ဖယားသခင်ရဲ့နာမတော်အဖို့လို့ငါရွေးချယ်ခြင်းကိုခံရတော်သူဖြစ်တယ်အာမင်ဖယားသခင်ကငါနာမဖြင့်မှဲ့ပြီးဆိုတဲ့အရာကသင်ဟာဖယားသခင်နဲ့ထပ်တူညီတယ်လို့ပြောနေခြင်းလည်းဖြစ်တယ်အာမင်ဒါကြောင့်မို့သင်ရဲ့အခြေအနေတွေဘလို့ပဲရှိနေပါစေဒီနေ့ဖယားသခင်သင်ရဲ့အတန်ကိုကြားတယ်သင်ရဲ့ငိုကြွေးခြင်းကိုကြားတယ်သင်လုံးမဲ့အရာကကျွန်ုပ်ရှိပါ၏ဆိုပြီးဖယားသခင်ကိုပြန်ထူးယုံမယ်အဲ့ဒီအချိန်မှာဘာဖြစ်သွားလဲဟာဂရရဲ့ကျိုးပဲ့နေတဲ့အသက်တာတကယ်ကိုပြန်လဲပြီးတော့ကောက်ယူလို့မရနိုင်တော့တဲ့သူ့ရဲ့နော်အဖြစ်အပျက်တွေတကယ်ကိုအောက်ဆုံးချိန်တွေရောက်နေတဲ့သူ့ရဲ့အသက်တာကြီးကြောင်းပြန်လှန်သွားတယ်ဖျားသခင်ဂတိတော်နဲ့နှစ်သိမ့်ချင်းဆိုတာရောက်လာတယ်တင့်ကိုငါလူမျိုးကြီးဖြစ်စေမယ်ဣရှမေလကိုလူမျိုးကြီးဖြစ်စေမယ်လို့ပြောခြင်းဖြစ်တယ်အဲ့ဒီမှာဖျားခင်ဟာဂရရဲ့မျက်စိကိုဖွင့်နေတဲ့နောက်ဆုံးမှာအခန်းငယ်20ရောက်လာတဲ့အခါမှာထိုလူလင်ဘက်၌လေဖျားသခင်ရှိတော်မူ၏ဟာလေလုယာဘုရားခင်ကျွန်တော်တို့ကိုဘယ်တော့မှပြစ်ထားမှာမဟုတ်ဘူးဘုရားခင်တရားမျှတသောဘုရားရှင်ဖြစ်တယ်ဖြောင့်မတ်သောဘုရားရှင်ဖြစ်တယ်ကြုံမနဲ့ရလို့ဆိုပြီးတော့ဘုရားခင်ကဒီမိသားမိကိုလည်းဘယ်တော့မှမပြစ်ထားဘူးဘုရားခင်ကတာဝန်ယူပေးသောဘုရားရှင်ဖြစ်တယ်မှန်တယ်တစ်ဖက်မှာလည်းအာဗြဟံကိုရတယ်နော်မိရဲ့ဇနီးတဲ့စကားကိုနားထောင်လိုက်ပါလို့ပြောနေတဲ့အချိန်မှာတစ်ဖက်မှာဘုရားခင်ကဟာဂရကိုတကယ်ကိုပြန်လဲပြီးတော့သူ့ရဲ့လက်အားဖြင့်ထောက်ပံ့သောဘုရားရှင်ဖြစ်တယ်အာမင်အဲ့တော့သူသည်ကြီးပွား၍တောနိုင်နေတဲ့ဖြင့်လေးသမားဖြစ်လေတဲ့အဲ့တော့ဒီမှာဣရှမေလကဘာဖြစ်သွားလဲဆိုလို့ရှိရင်တကယ်ကိုတိုးပွားပြီးတော့တကယ်အယမ်းတော်ပြီးတော့ထူးချွန်တဲ့လေးသမားဖြစ်ပြီးတော့တ
တကယ့်ကိုတိုးပွားတဲ့အသက်တာနဲ့ဘုရားရဲ့ကောင်းကြီးပေးခြင်းကိုအထူးခံစားသွားရတယ်ဒါကြောင့်ဒီနေ့သင်ရဲ့နာမည်ကိုဘုရားသခင်ခေါ်ပြီးဆိုရင်အဲ့ဒါထူးခြားတယ်နော်သင်ရဲ့အသက်တာထဲမှာဘုရားသခင်တခုခုအမှုတစ်ကိုပြုတော့မယ်ဆိုတဲ့အရာကိုနားလည်ဖို့ရန်အတွက်ဖြစ်တယ်ဒါကြောင့်မလို့ဟေရှာယအနာဂတ်ကျမ်းထဲမှာပဲဗာပြောထားလဲဆိုအခန်းကြီး43ခန်းငယ်18ထဲမှာဖြစ်ဖူးသောအမှုတို့ကိုမအောင်မေ့ကြနဲ့ရှေးကာလရဲ့အရာတို့ကိုပမာဏမပြုကြနဲ့ကြည့်ရှုလို့အမှုတစ်ကိုငါပြုမိယခုပေါ်လာလိမ့်မယ်။သင်ရဲ့အသက်တာထဲမှာအတိတ်ကနော်အရင်တုန်းကအသက်တာအဟောင်းထဲမှာဘလို့အခြေအနေပဲရှိနေပါစေဘုရားကဂတိပေးထားတယ်ဖြစ်ဖူးသောအမှုတို့ကိုမအောင်မေ့ပါနဲ့မေ့လိုက်ပါနာကျင်ခြင်းနဲ့ဝမ်းနည်းခြင်းနဲ့ခါးပြီးခြင်းနဲ့အားလုံးကိုမေ့လိုက်ပါငါဟာသင်ရဲ့အသက်တာထဲမှာအမှုတစ်ကိုပြုမဲ့ဘုရားရှင်ဖြစ်တယ်ယခုပေါ်လာမယ်မနေ့ပြန်မပေါ်လာမှာမဟုတ်ယခုပေါ်လာမယ်လို့ဒီနေ့ဘုရားရှင်ကဂတိပေးနေတယ်သင်တို့ဒီအမှန်သိမြင်ရကြလိမ့်မည်အကယ်စင်စစ်တော၌လမ်းကို၎င်းလွင်ပြင်၌စီးသောရေကို၎င်းငါဖန်ဆင်းမိတယ်အာမင်ဒါကြောင့်မလို့ဘုရားရှင်ကျမတို့အခက်ခဲရောက်နေပြီဆိုရင်ကျမတို့လုံးဝမျှော်လင့်ချက်မရှိတဲ့အချိန်မှာလွင်ပြင်ထဲမှာရေကိုဖန်ဆင်းတော်ဘုရားရှင်ဖြစ်တယ်အခုဒီမှာလဲဟာဂရတို့အရင်ရေငတ်နေတဲ့အချိန်မှာဘုရားရှင်ကဘာကိုမြင်စေလဲဆိုတော့ဟာဂရရဲ့မျက်စိကိုဖွင့်ပေးလိုက်တဲ့အခါမှာတဲ့ဟာဂရဟာတဲ့သူ့ရဲ့အနားမှာရှိတဲ့ရေတွင်းကိုမြင်တယ်တဲ့အဲ့တော့ဒုက္ခရောက်နေတဲ့အခါမှာလူတွေကကိုယ့်အနားမှာရှိတဲ့အရာတွေကိုမမြင်တတ်တော့ဘာမှမမြင်နိုင်တော့ဘူးဘုရားသခင်ဖွင့်ထားတဲ့လမ်းတွေကိုလည်းမမြင်နိုင်တော့ဘူးဘုရားသခင်ဘလောက်ထိကျမတို့အတွက်ပြင်ဆင်ထားတယ်ဆိုတဲ့အရာတွေကိုလည်းမမြင်တတ်တော့ဘူးဒီနေ့ဒုက္ခရောက်ပြီဆိုရင်ကျမတို့လုပ်ရမယ့်အရာကဘုရားသခင်ထံကိုလှည့်ပြီးတော့ဘုရားသခင်ကိုမျှော်လင့်ဖို့ရန်အတွက်ပဲဖြစ်တယ်။အဲ့ဒီချိန်မှာသင်ရဲ့ဝိညာဉ်မျက်စိကိုဘုရားရှင်ဖွင့်ပေးလိုက်မယ်။အသက်တော်လမ်းတွေအသက်တော်အမှုအရာတွေကိုဘုရားရှင်သင်ကိုခံစားစေမှာဖြစ်တယ်။အာမင်။ဒါကြောင့်မလို့ဒီနေ့ဘုရားရဲ့နာမည်ခေါ်ခြင်းကိုသင်ခံစားရပြီဆိုလို့ရှိရင်ဟုတ်ကဲ့ကျွန်တော်ရှိပါ၏လို့ထူပြီးတော့ကိုယ့်ရဲ့ခြေနဲ့တနည်းအားဖြင့်ကိုယ့်ရဲ့ဇာတိအတ္တကိုချွတ်ပြီးတော့ဘုရားနောက်ကိုလိုက်ဖို့ရန်အတွက်ဖြစ်တယ်။ဘုရားခေါ်တဲ့ကိုပြန်လဲပြီးတော့ထူဖို့ရန်အတွက်ဖြစ်တယ်အာမင်အဲ့တော့ဘုရားရဲ့နာမည်ခေါ်ခြင်းခံရပြီဆိုလို့ရှိရင်အခုအာဗြဟံနော်ရှောလုသူတို့ရဲ့အသက်တာတွေအားလုံးဟာပြောင်းပြန်လှန်သွားပြီးတော့တကဘာလုံးကိုပြောင်းလဲစေနိုင်တဲ့အသက်တာမျိုးနဲ့ဘုရားခင်ကသူတို့ကိုချီးမြှောက်လိုက်တယ်အခုဟာဂရလည်းဘုရားရဲ့နာမည်ခေါ်ခြင်းကိုကြားရတဲ့အခါမှာဟာဂရရဲ့အသက်တာဟာလည်းတကယ့်ကိုနှိမ်ကျနေတဲ့အခြေအနေကနေပြီးတော့ဘုရားရဲ့ချီးမြှောက်ခြင်းပြန်လဲခံစားရတဲ့အသက်တာကြီးဖြစ်လာတယ်ဒါကြောင့်မို့သင်ရဲ့အသက်တာထဲမှာဘုရားရဲ့နာမည်ခေါ်ခြင်းကိုခံရပြီဆိုလို့ရှိရင်တော့သင်ဘာလုပ်ရမလဲဆိုလို့ရှိရင်ပြန်လဲပြီးတော့ကျွန်ုပ်ရှိပါ၏လို့မောရှေထူးတယ်လို့မျိုးနော်ရှင်ပေါလုကလည်းဘုရားရဲ့နာမည်ခေါ်ခြင်းကိုတုံ့ပြန်တတ်တယ်လို့မျိုးဟာဂရကလည်းဘုရားရဲ့ခေါ်ခြင်းကိုခံရတဲ့အခါမှာပြန်လဲပြီးတော့ဘုရားခင်ကိုတုံ့ပြန်တယ်လို့မျိုးတည့်ရဲ့အသက်တာထဲမှာဘုရားရဲ့ခေါ်ခြင်းကိုခံရပြီဆိုလို့ရှိရင်တည့်ရဲ့နာမည်ကိုစတင်ပြီးတော့ခေါ်နေပြီလို့နှလုံးသားထဲမှာခံစားရပြီဆိုရင်တုံ့ပြန်ဖို့ရန်အတွက်ပဲလိုအပ်တယ်အဲ့တော့ဒီຢာလေးနဲ့ကျွန်မပြောပြီးတော့အဆုံးသတ်ခြင်းနဲ့ဓမ္မရာဆိုရင်ပထမစာဆောင်အခန်းကြီး3အခန်းငယ်10ထဲမှာအဲ့တော့အခန်းကြီး3တစ်ခန်းလုံးကိုဖတ်လိုက်မယ်ဆိုရင်ဘာကိုတွေ့ရလဲဆိုတော့ရှမွေလဆိုတဲ့ကလေးလေးတယောက်အကြောင်းကိုတွေ့ရတယ်။ရှမွေလကအသက်3နှစ်ကလေးကဘယ်ကိုအပုတ်ခံရလဲဆိုတော့ယေဘရဟိတ်ဖြစ်တဲ့အေလိထံကိုပုတ်ခံခဲ့ရတဲ့ကလေးလေးဖြစ်တယ်။ဘာကြောင့်လဲဆိုတော့သူ့အမေနော်ဟာနာကကလေးမရတဲ့အခါမှာဘုရားသခင်စီမှာဆုတောင်းတယ်ကိုရောကျွန်တော်ကိုကလေးပေးတယ်ဆိုဒီကလေးဟာကိုရောအတွက်ပဲပြန်ဖြစ်စေရမယ်ဆိုပြီးတော့ဘုရားကိုဂတိပေးထားတဲ့အတွက်ကြောင့်မလို့ဒီကလေးလေးဟာအမေနဲ့နှုတ်ခွာပြီးတဲ့နောက်ပိုင်းသူတို့3နှစ်အထိနှုတ်တိုက်ကြတာကိုရှေ့ခေတ်တော့အဲ့တော့3နှစ်နောက်ပိုင်းမှာဘာဖြစ်လဲဆိုလို့ရှိရင်ဒီယေဘရဟိတ်အေလိစီမှာသူကအတူနေပြီးတော့အဲ့မှာအစေခံရတယ်။ဒါပေမဲ့လည်းဘုရားခင်ဟာအေလိနဲ့သူ့ရဲ့သား2ယောက်ကိုသဘောမကျတဲ့အခါမှာဒီကလေးလေးဖြစ်တဲ့ရှမွေလလေးကိုဘုရားခင်ကစကားပြောခြင်းတယ်။နော်ရှမွေလလေးအရင်ငယ်သေးတယ်အဲ့ဒီအချိန်မှာဘုရားရှင်ကရှမွေလကိုခေါ်တယ်ရှမွေလအိတ်နေတဲ့အချိန်မှာရှမွေလဆိုပြီးတော့ဘုရားခင်ကသူ့ကိုခေါ်တယ်။တစ်ချိန်ခေါ်တယ်ဒါနဲ့ကလေးလေးကထပြီးတော့သူထင်တာကသူ့ရဲ့နော်ဒီယေဘရဟိတ်ဖြစ်တဲ့အေလိခေါ်တယ်ထင်လို့သူကသွားပြေးပြီးတော့အဘကျွန်တော်ကိုခေါ်လာကျွန်တော်ရှိပါတယ်ဆိုပြီးတော့ပြောတာဒါနဲ့အေလိကလည်းဟာငါမခေါ်ပါဘူးเนาะပြန်အိပ်ပါဆိုပြီးပြောတယ်ဒါနဲ့ဒုတိယအချိန်ဘုရားခင်ကရှင့်နီးတူလာရက်ရွေ့လို့ကျမ်းစာထဲမှာရေးထားတယ်အဲ့တော့ဘုရားကသူ့ဘေးနားကိုလာရက်ပြီးတော့ခေါ်ပြန်တယ်ရှမွေလဆိုပြီးတော့ခေါ်တယ်ဒါနဲ့ရှမွေလလေးကလည်းသူထင်တာကခုနအေလိသူ့ကိုပြန်ခေါ်ပြီးနေတူတယ်ဆိုပြန်သွားပြေးတယ်เนาะပထမတစ်ချိန်တည်းကသူအမှန်ဆိုရင်ငါ့မခေါ်ဘူးပဲတိနေတာပဲပြန်အိပ်လို့ရတယ်ဒါပေမဲ့ तू မအိပ်ဘူးချက်ချင်းပဲနာခံခြင်းဘယ်လောက်ရှိတယ်လဲဆိုရင်ဒီကလေးလေးရဲ့နော်နာခံခြင်းရှိတာကိုပြောချင်တာပါအဲ့နဲ့ချက်ချင်းပဲသွားပြီးတော့သူအေးလီကိုပြောတယ်ကျွန်တော်ရှိပါတယ်နော်အဘကျွန်တော်ကိုခိုင်းစရာရှိပါသလားသူပြောတယ်ဒါနဲ့အေးလီကသဘောပေါက်သွားတယ်ဒါဘုရားသခင်သူ့ကိုခေါ်တာပဲဖြစ်ရမယ်ဆိုပြီးရှမွေလလေးကိုပြောတယ်ရှမွေလဒီတစ်ခါနေ့ရဲ့နာမည်ကိုခေါ်တဲ့တန်ကိုကြားရင်တားရင်ကျွန်တော်ရှိပါ၏လို့ပြန်ပြောလိုက်ပါဆိုပြီးတော့နော်အေးလီကသူ့ကိုတင်ပေးလိုက်တယ်ဒါနဲ့ရှမွေလလေးကတခါတည်းသူ့အခန်းထဲမှာသူပြန်အိတ်နေတဲ့အချိန်မှာပဲအခန်းငယ်30မှာထာဝရဘုရားသည်လည်းရှေ့နီးတူလာရက်၍ရှမွေလဟုခေါ်တော်မူလင်ရှမွေလကအိုးထာဝရဘုရားအမိန့်တော်ရှိတော်မူပါကိုတော်ကျွန်ကြားပါသည်ဟုရှောက်လေတော့
အဲ့ဒီချိန်မှာဘုရားခင်ကသူ့ရဲ့ဘေးနားကိုရက်ပြီးတော့နောက်ဆုံးအချိန်နာမည်ခေါ်တဲ့အခါမှာချက်ချင်းပဲအဲ့ဒီကလေးလေးဟာရှမွေလလေးဟာထာဝရဘုရားရဲ့ခေါ်ခြင်းကိုချက်ချင်းတုံ့ပြန်တယ်။အိုးထာဝရဘုရားအမိန့်တော်ရှိတော်မူပါကိုတော်ကျွန်ကြားပါသည်ဟုပြန်လိုက်ပြီးတော့တုံ့ပြန်လိုက်တဲ့အခါမှာဘုရားသခင်ကဣသရေလတစ်မျိုးလုံးနဲ့ဆိုင်တဲ့နော်နှုတ်ကပတ်တော်တခါမှသူတို့ရဲ့ခင်မှာမကြားဘူးတဲ့နှုတ်ကပတ်တော်ဘုရားရဲ့နှုတ်ကပတ်တော်နဲပါနေတဲ့ကာလမှာဒီကလေးငယ်ကိုဘုရားခင်စတင်ပြီးတော့စကားပြောတယ်ဟာလေလုယာပြီးတော့အဲ့ဘုရားခင်ကလေဒီရှမွေလလေးကိုဘလောက်ထိတောင်ချီးမြှောက်တယ်လေဆိုတော့ပရောဖက်ကြီးအနေနဲ့ဘုရားကချီးမြှောက်ပြီးတော့ရှောလူတို့ဒါဝိဒ်တို့ကိုပြန်လဲပြီးတော့ဗိတ်သိက်သွန်းလောင်းရတဲ့တကယ်ဘုရားသခင်ရဲ့ prophet တပါးအနေနဲ့ဘုရားခင်ကဒီကလေးလေးကိုချီးမြှောက်ခဲ့တယ်။အဲ့တော့ဒီမှာနားလေစီခြင်းတဲ့အရာကဒီနေ့ဘုရားခင်ကကျမတို့ရဲ့နာမည်ကိုခေါ်တဲ့အခါမှာကျမတို့ကိုသူနှုတ်ကပတ်တော်စကားပေးခြင်းလို့ဖြစ်တယ်။ကျမတို့ရဲ့အတ္တတာထဲမှာသူလှုပ်ချင်တဲ့အမှုရာရှိလို့ဖြစ်တယ်။ကျမတို့အပြင်လူမြောက်များစွာကောင်းကြီးခံစားရဖို့နဲ့ဘုရားခင်ကကျမတို့ရဲ့နာမည်ကိုခေါ်ခြင်းဖြစ်ပါတယ်။အာမင်။ဒါကြောင့်မို့ဘုရားရဲ့နာမည်ခေါ်ခြင်းကိုသင်ကြားတဲ့အခါမှာဒီနေ့ကလေးလေးတယောက်ကဲ့သို့သောယုံကြည်ခြင်းနဲ့အိုးထာဝရဘုရားအမိန့်တော်ရှိတော်မူပါကျွန်တော်ကျွန်ကြားပါသည်ဆိုပြီးတော့ဘုရားကိုပြန်လေတုံ့ပြန်ဖို့ရတဲ့ပဲဖြစ်တယ်။ဒီနေ့ဟာဘုရားကငါ့ကိုဘာစကားတွေပြောတော့မလဲဘာအမှုရာတွေခိုင်းတော်မလဲဆိုတာထက်ဘုရားသခင်ရဲ့စကားကိုငါဘက်ကဘယ်လိုမျိုးအချိန်မီပြန်လဲပြီးတော့အလင်းမြန်ဆုံးနဲ့တုံ့ပြန်ရမလဲဆိုတဲ့အရာကိုပဲသင်ရဲ့ဘက်ကပြင်ဆင်နေဖို့ရတဲ့ဖြစ်ပါတယ်။အာမင်။ဒါကြောင့်ဒီနေ့ဘုရားရဲ့ခေါ်ခြင်းကိုခံရတဲ့သူတွေကိုယ့်ရဲ့အတ္တတာကိုပြင်ဆင်ဖို့အတွက်ဖြစ်တယ်။တော့ခုနကကျွန်မပြောခဲ့ပြီးဘုရားကခေါ်တဲ့အခါမှာခေါ်ခြင်းမျိုးရှိပါတယ်။လူတယောက်အပြင်တင့်ကိုစကားပြောတာလည်းဖြစ်နိုင်တယ်။နှုတ်ကပတ်တော်အပြင်တင့်ကိုစကားပြောတာလည်းဖြစ်နိုင်တယ်။တင့်ရဲ့အတွေးခေါ်တဲ့ကနေဘုရားခင်သူတင့်ကိုစိတ်ဝင်စားနေတယ်တင့်ကိုခေါ်နေတယ်ဆိုပြီးတော့တတိပေးတာမျိုးလည်းဖြစ်နိုင်တယ်။ဒါပေမဲ့တင့်ရဲ့အတွင်းနှလုံးသားကနေပြီးတော့အဲ့ဒီယေရှုဘုရားသခင်ကိုစာငတ်စေဖို့ရတဲ့အတွက်ဘုရားသခင်အတွင်းထဲကနေပြီးတော့အလုပ်လုပ်တာလည်းဖြစ်နိုင်တယ်။တင့်ရဲ့သမီးအဖြစ်ဘုရားခင်ကတင့်ကိုစကားလာပြောတာလည်းဖြစ်နိုင်တယ်။တင့်ရဲ့ခင်မွန်းတဲ့မိသားစုဝင်တယောက်အဖြစ်တင့်ကိုဘုရားခင်ကခေါ်တာလည်းဖြစ်နိုင်တယ်။ဒီနေ့တင့်ကိုဘုရားခေါ်တဲ့အခါမှာပြန်လေထူးတက်တော်သူဖြစ်စေဖို့ရတဲ့အတွက်တင့်သက်တာကိုပြင်ဆင်စေခြင်းနဲ့ရှမွေလလေးကဲ့သို့ပဲခလေးလေးအရွယ်ပါပဲ။ဒါပေမဲ့ခလေးတယောက်ကဲ့သို့တော့တုံ့ပြန်ခြင်းနဲ့သင်တုံ့ပြန်တတ်မယ်ဆိုရင်ဘုရားရဲ့အရှိမသင်ဟာမျက်နှာရတော်သူဖြစ်လျက်လူမျိုးအနွယ်အသီးသီးကိုပြန်လည်ပြီးတော့အုပ်ချုပ်ရတဲ့အခွင့်ပြောင်းလဲစေနိုင်သောအခွင့်ဘုရားသခင်အကြံစီတော်ကိုနားလည်ပြီးတော့ဘုရားရဲ့နှုတ်ရှာပါဇက်ကဲ့သို့ဖြစ်လာတဲ့အတ္တတာမျိုးအာမင်မောရှေဆိုဘုရားရဲ့နှုတ်ရှာပါဇက်ကဲ့သို့ပြန်လည်ပြီးတော့ဘုရားရဲ့စကားကိုပြောခဲ့ရတယ်မဟုတ်ဘူးလားအခုဒီမှာလဲပရောဖက်ရှမွေလဆိုလဲအဲ့လိုပဲနော်ဘုရားရဲ့နှုတ်ရှာပါဇက်ကဲ့သို့သူ့ရဲ့အတ္တတာကြီးကဖြစ်သွားတာဒီနေ့ဘုရားကတင့်ကိုသူ့ကဲ့သို့ဖြစ်စေဖို့ရန်အတွက်သူ့ရဲ့နာမည်နဲ့တင့်ကိုရွေးချယ်ထားတယ်သမုတ်ထားတဲ့ဘုရားရှင်ဖြစ်ပါတယ်။ဒါကြောင့်မို့ဒီနေ့မှာဒီနှုတ်ကပတ်တော်ကိုကြားပြီးဆိုရင်ဘုရားတင့်ကိုခေါ်နေတယ်ဆိုတဲ့အရာတင့်ရဲ့နာမည်ကိုခေါ်နေတယ်ဆိုတဲ့အရာကိုနားလည်ပြီးတော့တင့်ရဲ့အတ္တတာကိုဘုရားရှင်ကိုပေးပါ။သို့တော့ဇာတိကိုချွတ်ဖယ်ပြီးတော့မှဘုရားရဲ့အသက်ရှင်တဲ့မျက်မှောက်တော်တွေဘုရားရဲ့ရှေ့တော်မှောက်ထဲကိုတိုးဝင်လာမယ်ဆိုရင်တင့်ရဲ့အတ္တတာဟာထူးခြားပြောင်းလဲပြီးတော့ဟာလေလုယာကျွန်တော်ထူးခြားသွားပြီလို့ဝန်ခံနိုင်တဲ့အတ္တတာမျိုးကြီးရှိလာလိမ့်မယ်အာမင်ဒါကြောင့်မို့ဒီနေ့မှာသင်ရဲ့အတ္တတာကိုဘုရားသခင်ထံကိုပြန်လဲစက္ကန့်အနံဖို့ရန်အတွက်ကျွန်မဆုတောင်းပေးခြင်းပါတယ်သင်ရှိတဲ့နေရာမှာဘုရားသခင်ငါ့ကိုခေါ်နေပြီလို့သင်ခံစားရတယ်ဆိုလို့ရှိရင်ပြောလိုက်ပါဘုရားသခင်ကိုထာဝရဘုရားအကျွန်ုပ်ရှိပါ၏အာမင်အကျွန်ုပ်ရှိပါ၏ဆိုပြီးတော့ဒီနေ့ဘုရားသခင်ကိုတုံ့ပြန်ဖို့အတွက်ဖြစ်ပါတယ်ဒါကြောင့်မလို့အခုချိန်မှာကျွန်မခဏလောက်ဆုတောင်းပေးခြင်းနဲ့အားလုံးအတ္တတာကိုစက္ကန့်အနံကြရအောင်တရှင်တော်ဖျားကျွန်တော်တို့ကိုနာမည်နဲ့တကွတည်ရရွေးချယ်တော်မူတော်ဖျားကိုရဖျားရဲ့နာမတော်ဒီကဘာဆက်ဆက်ဘုံကြည့်ပါစေဒီနေ့မှာကိုရသားသမီးတယောက်ချင်းတိုင်းဟာနှုတ်ကပတ်တော်ကိုကြားတဲ့အခါမှာကိုရနှုတ်ကပတ်တော်ကိုပြန်လဲပြီးတော့တုံ့ပြန်ကြပါပြီကိုရခေါ်ခြင်းကိုပြန်လဲပြီးတော့တုံ့ပြန်ကြပါပြီဘုရားသခင်သူရဲ့အတ္တတာသူရဲ့မိသားစုဝင်တယောက်ချင်းတိုင်းကိုကိုရောပြန်လဲပြီးတော့အခုနောက်ဆုံးသောကာလမှာကြီးမားစွာအသုံးပြုတော်မူပါအပြစ်ဒုစရိုက်ထဲမှာနှိမ့်မွနေတော်သူများတကယ်ထာဝရဘုရားရဲ့တရားလမ်းတွေကထွက်သွားသောသူများကိုလည်းကိုရောပြန်လဲပြီးတော့ခေါ်တဲ့အခါမှာသူတို့အသက်တာတွေလည်းထူးခြားပြောင်းလဲခြင်းနဲ့အပြစ်ကိုရွှရှာမုန်းတီးပြီးတော့စွန့်ပစ်ပြီးတော့ထာဝရဘုရားနောက်တော်ကိုစစ်မှန်တဲ့နောင်တနဲ့လိုက်တက်ဖို့ရန်အတွက်ကိုရောစတင်ပြီးတော့အလုပ်လုပ်နေပြီဖြစ်လို့ကိုရောကိုယေရှုတင်တယ်ဆက်လက်ပြီးတော့မိသားစုတယောက်ချင်းစီတိုင်းကိုတာ၍ခိုင်ခံ့ခြင်းရှိစေပါအခုလိုမျိုးအချိန်ဒီကာလမျိုးမှာကိုရောသူတို့အတွက်တကယ်ကိုခံစားရတဲ့အရာတွေနာကျင်ခြင်းတွေနဲ့ဝမ်းနည်းခြင်းတွေနဲ့ခက်ခဲခြင်းတွေနဲ့ကြုံဆုံနေရတဲ့အချိန်မှာလည်းကိုရောဆက်လက်ပြီးတော့ကိုရောသူတို့ရဲ့နာမည်ကိုခေါ်လဲကောင်းချီးပေးတော်မူပါကိုရဲ့ဂတိတော်တွေကိုပြန်လဲပြီးတော့
ကြားတက်စေပါမြင်တက်စေပါကိုရောကိုသားပြီးယုံကြည်ခြင်းအရာမှာတိုးတက်စေပါဘုရားသခင်ဂျေဇုတင်တဲ့လက်တော်ထဲမှာအနံပါတယ်အသေးသူတင်သားတယောက်ချင်းစီတိုင်းအခုနှုတ်ကပတ်တော်ကိုကြားနာနေရတဲ့သားသမီးတယောက်ချင်းစီတိုင်းရဲ့အသက်တာထဲမှာလူတို့ကြံစည်မမှီနိုင်တဲ့ကိုရဲ့ကောင်းမြတ်ခြင်းငြိမ်သက်ခြင်းကိုရဲ့ဝမ်းမြောက်ခြင်းကိုရဲ့ကျမ်းမာခြင်းနဲ့ဝိညာဉ်စုဂျေဇုဖျက်ပြသည်သူတို့ပေါ်မှာတက်ရောက်ပါမိအကြောင်းခမည်းတော်သားတော်တန်ရှင်းသောဝိညာဉ်တော်၏နာမကိုမြည်ပြလက်တယောက်ချင်းစီကိုကောင်းကြီးပေးလေအသက်တာအသီးသီးကိုစက္ကန့်အနံပါတယ်အဖမြတ်စွာဘုရားသခင်